မင်္ဂလာပါရှင်ကျမတို့ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုတ်မြို့မှာဇွန်လ29ရက်နေ့မနက်ပိုင်းကမိုးတသိမ်းမဲရွာသွန်းခဲ့ပြီးတဲ့အတွက်ရေကြီးရေရှမ်းတာတွေဖြစ်နေရလို့ဒေသခံတွေစီကနေသိရပါဗျ။မြို့ပေါ်ရက်ကွက်နေရာ9ခုမှာလမ်းမကြီးတွေနဲ့ရေနီချောင်းအတွင်းရေကြီးရေရှမ်းခဲ့ပြီးကမ်းပါပြိုတာနေအိမ်တချို့ပျက်စီးတာလမ်းအကွဲတာတွေဖြစ်ပေါ်နေရလို့သိရပါဗျ။မိုးကုတ်မြို့အရှိပိုင်းမင်းတရာရက်ကွက်စီပင်သာရက်ကွက်ထီရှူးချံရက်ကွက်ဈေးတစ်ရက်ကွက်နဲ့ရေပူရက်ကွက်တွေမှာလည်းနေအိမ်ထဲတိရေတွေဝင်ရောက်ခဲ့တယ်လို့ဆိုပါတယ်။မိုးတဲ့အတွက်ကြောင့်ချောင်းရေတက်လာပြီးရက်ကွက်တွေထဲမှာဒူးကောင်းလောက်ထိရေတက်နေတယ်လို့စီပင်သာရက်ကွက်မှာနေထိုင်သူတယောက်ကပြောပါတယ်။မိုးဆက်ရွာရင်တော့ရေထက်တက်နိုင်ခြေရှိတယ်လို့လည်းဒေသခံတွေကပြောပါတယ်ရှင်။စကိုင်းတိုင်းထီးချိုင်းမြို့နယ်တွေကရွာတရွာမှာဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖခေါင်းဆောင်တယောက်အပါအဝင်တပ်ဖွဲ့ဝင်၄ယောက်ကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဖမ်းဆီးတာကြောင့်ဆန္ဒပြတာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဇွန်လ25ရက်နေ့နဲ့26ရက်နေ့တွေကအင်းတောင်းရွာချိတ်တင်ရွာနဲ့ကန်းနီရွာ၃ရွာကဒေသခံပြည်သူ100ကျော်ကဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။ဒေသခံပကဖစခန်းနဲ့ဆက်ဆံရေးယုံဆောက်တဲ့အတွက်ကြောင့်ဖမ်းဆီးတာဖြစ်ပြီးစခန်းတိဆောက်တာတလကျော်မှအခုလိုဖမ်းဆီးခဲ့တာပါဖမ်းဆီးခံရတဲ့သူတွေဟာပကဖခေါင်းဆောင်ဒူးစစ်ရေးတာဝန်ခံရဲဘော်2ယောက်နဲ့အရက်သား1ယောက်ဖြစ်ကြပါတယ်ပကဖအဖွဲ့ပိုင် M3 တနက်2လက်ကြီးပေါင်း2ခုလက်ပစ်ပုံ3လုံး M3 ကြီး100ကိုပါတင်ဆက်သွားတယ်လို့လည်းသိရပါတယ်အဲ့ဒီဖမ်းဆီးခံရတဲ့သူတွေကိုချက်ချင်းလွတ်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးထီးချိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကို DVB ကအကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမရှိသေးပါဘူးရှင်။အာနာသိန်းစစ်ကောင်စီကလုပ်တဲ့ဒုတိယနေ့ငြိမ်းချမ်းရေးဖိုရမ်မှာရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကိုအဖွဲ့နှစ်ဖွဲ့ခွဲပြီးဆွေးနွေးခဲ့ကြပါတယ်။ဒီသတင်းကိုအောင်သူပေးပို့ထားတာပါရှင်။အာနာသိန်းစစ်ကောင်စီကနေပြည်တော်မှာကျင်းပပြုလုပ်နေတဲ့ငြိမ်းချမ်းရေးဖိုရမ်ဒုတိယနေ့မှာရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက်လက်ရှိအခြေအနေမှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကျင်းပပြီးဥပဒေနဲ့အညီလွှတ်တော်ဖော်ဆောင်နိုင်ဖို့နဲ့ရွေးကောက်ပွဲအလွန်ဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးမှာငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်တဲ့နိုင်ငံတကာအတိုင်းအဝိုင်းရဲ့အခမ်းကဏ္ဍဖော်ဆောင်ရေးဆိုတဲ့အချက်နှစ်ချက်ကိုအဖွဲ့နှစ်ဖွဲ့ဖွဲ့ပြီးဆွေးနွေးခဲ့ကြတယ်လို့အဲ့ဒီအစည်းအဝေးကိုတက်ရောက်နေတဲ့သူတချို့ထံကနေသိရပါတယ်။အခုကျင်းပတဲ့ဖိုရမ်ကနေရွေးကောက်ပွဲအလွန်အစိုးရကတိုင်းပြည်ကိုစီမံခန့်ခွဲနိုင်မယ်စီမံကိန်းတွေပေါ်လာဖို့မျှော်လင့်မိတယ်လို့လည်းအဲ့ဒီဖိုရမ်ကိုတက်ရောက်ဆွေးနွေးနေတဲ့တိုင်းလိုင်ရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကပြောဆိုပါတယ်ကျွန်တော်တို့ဒီရွေးကောက်ပွဲကိုဖြစ်မယ်ဆိုရင်ရွေးကောက်ပွဲမဖြစ်လာအောင်ဆိုရင်ဒီနောက်ဆက်ကတော့သက်သူရှိနေဦးမှာပဲဒီကတော့လေဒါကတော့ဒီတော်လိုင်းကြီးလည်းအောင်မြင်နိုင်ဖို့တော့နည်းနည်းတော့ခက်ခဲတာပေါ့အခုတော့ဒါတော်လိုင်းအောင်မြင်ဖို့ဆိုတာရည်ချီချင်းမှပြည်သူကဘယ်လောက်တောက်ခံနိုင်လဲဆိုတဲ့ခဏလေးတွေပဲစဉ်းစားရမှာလေဒီမြို့သိမ်းတိုက်ပွဲတွေကတော်တော်လေးကိုအချိန်ကြာကြာတက်ရတဲ့အတိုင်းတာဆိုတော့ပြည်သူတွေဘယ်လောက်ထိတောက်ခံနိုင်လဲဆိုတဲ့ခဏလေးတွေထည့်စဉ်းစားရတော့မှာပေါ့နော်ဒီပြောဆိုတာအဝေးကြီးကြာနေတယ်ပေါ့နော်မြို့သိမ်းတိုက်ပွဲတွေတို့လုပ်ခဲ့တဲ့ခဏလေးရတယ်တော်လိုင်းဘက်ကလည်းအောင်နိုင်ဖို့တော့နည်းနည်းအလောင်းဝေးတည်ရလို့ကျွန်တော်အနေနဲ့မြင်တာပါလေအာနာသိန်းစစ်ကောင်စီအနေနဲ့လက်ရှိဆောင်ရွက်နေတဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းပိုင်းတွေရဲ့ထုတ်ပြန်ဖို့လိုအပ်နေသေးတဲ့ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေအပြင်လုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပြီးစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲရဲ့မဲဆန္ဒနယ်တွေရဲ့စိန်ခေါ်ချက်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။အခုအာဏာသိမ်းစစ်ကောင်စီကကျင်းပနေတဲ့ငြိမ်းချမ်းရေးဖိုရမ်ဟာမြေပြင်မှာစီးရဲနိုင်ငံရေးအရာထိသိမ်းမှုတွေရှိနေတဲ့သူတွေမပါတဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေဖြစ်တာကြောင့်လက်တွေ့မဆန်ပဲစစ်ကောင်စီဘက်ကလုပ်ဖို့ရှိနေတဲ့ရွေးကောက်ပွဲကိုအကျိုးပြုမဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုပဲဖြစ်လိမ့်မယ်လို့ချင်းမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူကပြောဆိုပါတယ်။ Pistol ဆိုတာကကောင်းစင်ပဲရှိတာပါတကယ်တော့ Pistol ဆိုရင်ဘသူစီကို Pistol သွားလုံးပါလေဒီနေ့ကျွန်တော်တို့စစ်ကောင်စီအာဏာသိမ်းမှုကိုမလိုလားတဲ့နေဦးတော်လှန်ရေးကခေါင်းဆောင်တွေအဖွဲ့အစည်းတွေ stakeholder တွေနဲ့ဆွေးနွေးမှုလို့ဆိုရင်တော့ဒါကလက်တွေ့ကြတယ်လို့မြင်တယ်အခုဟာက Pistol ကကောင်းစင်ပဲတက်ပြီးတော့ထဲမှာပါဒီထောင်းအခုခုနှစ်လုံးမရွေးကောက်ပွဲအောင်မြင်ရေးတော့ပါတော့သူတို့အတွက်အဲ့ဒီလိုပဲတစ်ဖက်သက်လုပ်နေတဲ့ဟာဖြစ်တယ်လို့ပဲကျွန်တော်အဲ့ဒီလိုပဲရိုးရိုးလေးမြင်ပါတယ်ဟုတ်ကဲ့အာနာသိန်းစစ်ကောင်စီကအဲ့ဒီငြိမ်းချမ်းရေးဖိုရမ်ကိုဇွန်လ25ရက်နေ့ကနေ29ရက်နေ့အထိ3ရက်ကြာကျင်းပသွားမှာဖြစ်ပြီးဖိုရမ်ရဲ့နောက်ဆုံးနေ့မှာတော့ပထဝီနိုင်ငံရေးအရာအရေးပါမှုအကြောင်းကိုဆွေးနွေးသွားကြမှာဖြစ်ပါတယ်အခုစစ်ကောင်စီကကျင်းပနေတဲ့အဲ့ဒီငြိမ်းချမ်းရေးဖိုရမ်ကိုတရုတ်ထူးကိုယ်စားလှယ်အပါအဝင်
နိုင်ငံတကာကတတိပညာရှင်ချို့လဲတက်ရောက်ခဲ့ကြပါတယ်ကျွန်တော်အောင်သူပါခင်ဗျာမန္တလေးတိုင်းသားစီမြို့နယ်ကျွဲတက်ဆုံစစ်စေးရေးဂိမ်းမှာအစစ်ဆေးတင်းကျပ်နေပြီးတောင်ကြီးကနေရန်ကုန်ကိုသွားတဲ့အဝေးပြေးကားပေါ်က CDN ဝန်ထမ်း2ယောက်ဖမ်းဆီးခံလိုက်ရတယ်လို့ရင်ပေါ်မှာလိုက်ပါလာသူတယောက်ကပြောပါတယ်။ဇွန်လ23ရက်နေ့ကတောင်ကြီးကနေရန်ကုန်ကိုထွက်တဲ့မနက်ကားကကျွဲတက်ဆုံဂိတ်ကိုရောက်ချိန်မှာမှတ်ပုံတင်စစ်ခံရာကနေ CDN ဖြစ်တယ်ဆိုပြီးဖမ်းသွားတာလို့သိရပါတယ်။ရဲတယောက်ကအဲ့ဒါ CDN နေဆိုပြီးတော့ပြောဆိုနေတာဖမ်းခံရတဲ့2ယောက်ကလင်မယားဖြစ်နိုင်ပြီးလာသားအရွယ်ကလေးငယ်လေးပါတယ်လို့ရင်ပေါ်လိုက်ပါသူတယောက်ကပြောပါတယ်။စစ်ကောင်စီရဲ့လုံခြုံရေးအဖွဲ့တွေက PSMS စနစ်ကိုအသုံးပြုပြီးစစ်ဆေးရေးဂိတ်တွေမှာမှတ်ပုံတင်ဆက်တဲထိုးထည့်ပြီးတော့ဖမ်းဆီးတာတွေကိုဇက်တိုက်လှုပ်ဆောင်နေရလို့သိရပါတယ်ရှင်။တောင်ကိုရီးယားသမ္မတလီဂျင်းမြောင်ကနိုင်ငံရဲ့စီးပွားရေးဟာပြည်ရင်းစားသုံးမှုနဲ့ပို့ကုန်တင်မှုကဏ္ဍတွေမှာအဆိုးရွားဆုံးအခြေအနေရှိရလို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်အပိုအစိုးရအသုံးစရိတ်ဒေါ်လာ14.8ဘီလီယံကိုအတည်ပြုဖို့ဇွန်လ26ရက်နေ့မှာလွှတ်တော်ကိုတောင်းဆိုခဲ့ပါတယ်။လီကလာမယ့်နှစ်ပေအတွင်းမှာအခွန်မလုံလောက်တာရှော့ချခြင်းကအစိုးရဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုအတွက်အရေးကြီးတာကြောင့်ဘဏ္ဍာရေးအသုံးစရိတ်ကိုထိန်းညှိဖို့ကြိုးပမ်းသွားမယ်လို့ကြာသပတေးနေ့ကအမျိုးသားလွှတ်တော်မှာပြောကြားသွားပါတယ်။ဗဏ္ဍာရေးဆိုင်ရာခိုင်မာမှုရှိဖို့ဘတ်ဂျက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုနဲ့အတည်ပြုချက်အပေါ်မှာအမျိုးသားလွှတ်တော်ရဲ့အခွင့်အာဏာကိုလေးစားလိုက်နာဖို့ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာလို့ဒီကတက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုပြောခဲ့ပါတယ်။တောင်ကိုရီးယားဟာထူးထူးခြားခြားဆိုးရွားတဲ့ကာလတစ်ခုကိုဖျက်ဆီးနေရတယ်လို့လည်းသမ္မတကပြောခဲ့ပါတယ်ရှင်။ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။ပါခင်ဗျာ။ကျွန်တော်ကတော့ဇွဲသစ်ပါ။ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ရှမ်းပြည်နယ်တောင်ပိုင်းကပို့အမျိုးသားအဖွဲ့ချုပ် PNO လွှမ်းမိုးတဲ့နေရာတွေမှာအမျိုးသမီးတွေပေါ်အကြမ်းဖက်တာပိုဆိုးလာတယ်လို့ပို့အမျိုးသမီးသမဂ္ဂတာဝန်ရှိသူတယောက်ကပြောပါတယ်။အဲ့ဒီဒေသတွေမှာအမျိုးသမီးတွေအပေါ်အိမ်တွင်းအကြမ်းဖက်မှုအွန်လိုင်းကတဆင့်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပိုများလာတယ်လို့ဆိုပါတယ်။အဲ့ဒီအကြမ်းဖက်မှုတွေကစစ်မှုထမ်းခေါ်ယူတာနဲ့လည်းဆက်ဆက်ပြီးလက်နက်ကင်ခွင့်ရတဲ့အမျိုးသားတွေကအမျိုးသမီးတွေအပေါ်ပိုပြီးအကြမ်းဖက်တာလက်နက်သုံးပြီးအနိုင်ကျင့်တာတွေရှိလာတယ်လို့လည်းဆိုပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကနေ25ရက်နေ့ထိပြုလုပ်ခဲ့တဲ့ပို့အမျိုးသမီးသမဂ္ဂရဲ့အထမအကြိမ်ညီလာခံမှာလည်းပို့ဒေတာကအမျိုးသမီးနဲ့ကလေးငယ်တွေဟာလူအခွင့်အရေးချိုးဖောက်မှုတွေခံနေရပြီးအမှန်တရားပေါ်ပေါက်ဖို့တရားမျှတမှုရရှိဖို့နဲ့ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူနိုင်အောင်တာဝန်ခံမှုရှိလာအောင်လှုံ့ဆော်မယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်ခင်ဗျာအိန္ဒိယရခိုင်ကုန်သွယ်ရေးမှာတည်ယူရေးစရိတ်တွေအစမတန်မြင့်တက်နေတဲ့အတွက်ရခိုင်ကုန်သွယ်မှုတွေအခက်ကြုံနေရတယ်လို့အိန္ဒိယရောက်ရခိုင်ကုန်သည်တွေကပြောပါတယ်။အိန္ဒိယရခိုင်ကုန်သွယ်ရေးလမ်းကြောင်းမှာဆက်လက်သမားတွေဟာအာရခတက်တော်ဘက်ကသတ်မှတ်ထားတဲ့ဆက်လက်9ရန်ကဈေးနှုန်းတွေထက်နှစ်ဆနီးပါးတိုးတောင်းနေကြသလိုအိန္ဒိယဘက်ကအလုပ်သမားတွေဟာလည်းအလုပ်သမားကကိုနှစ်ဆနီးပါးတိုးမြင့်တောင်းဆိုနေကြတယ်လို့ဆိုပါတယ်။ဆက်လက်9ရန်ကတွေကို AA ဘက်က17သိန်းကျပ်သတ်မှတ်ထားပေမဲ့ဆက်လက်သမားတွေကငွေကျပ်30အထိတောင်းရမှုတွေရှိနေတဲ့အတွက်တည်ယူစရိတ်ကြီးမားနေပြီးရခိုင်မှာကုန်စည်တွေရောက်ရင်ဈေးနှုန်းတွေကပုံမှန်ထက်3ဆလောက်မြင့်တက်သွားတယ်လို့အိန္ဒိယရောက်ရခိုင်ကုန်သည်တယောက်ကပြောပါတယ်။ရခိုင်ပြည်နယ်အတွက်လိုအပ်တဲ့စားနပ်ရိက္ခာ73စီနဲ့ဆေးဝါးတွေကိုအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဘက်ကနေအဓိကတင်သွင်းနေရတာဖြစ်ပြီးမိုးရေးရာသီလမ်းပြိုတာနဲ့ရေစီးတံမှုတွေကြောင့်ဆက်လေတိမ်မောက်ပြီးကုန်တွေဆုံးရှုံးတာမျိုးတွေရှိနေတယ်လို့လည်းကုန်သည်တွေစီကနေသိရပါတယ်ခင်ဗျာ။စစ်ကောင်စီပြဋ္ဌာန်းပြီးဖိအားပေးကျင့်သုံးနေတဲ့စစ်မှုထမ်းဥပဒေမှာကင်းလွတ်ခွင့်ပေးထားတဲ့မတန်ဆွမ်းသူတွေကိုပါပြစ်မှတ်ထားလာတယ်လို့မတန်ဆွမ်းနေနဲ့မတန်ဆွမ်းရေးလှုပ်ရှားသူတွေကပြောဆိုကြပါတယ်။ကိခိုင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရစစ်မှုထမ်းဥပဒေထဲမှာပုံမှန်20နှစ်အရာကင်းလွတ်ခွင့်ရရှိသူတွေတဲ့ကိုလက်အင်္ကာတစ်ခုခုအမြဲတမ်းမတန်ဆွမ်းသူတွေနဲ့ညရင်ညသွေးမမီတဲ့သူတွေကင်းလွတ်ခွင့်ရမယ်ဆိုပြီးတော့စစ်ကောင်စီကထုတ်ပြန်ထားတာပါဒါပေမဲ့အမြင်ပြင်မှာတော့မတန်ဆွမ်းသူတချို့ဟာစစ်မှုထမ်းဖို့ခေါ်ဆောင်ခံနေရတယ်လို့စစ်မှုထမ်းဥပဒေအတွက်လည်းဖိအားပေးငွေကြေးတောင်းခံမှုတွေရှိနေပါတယ်ပဲခူးတိုင်းတောင်ငူမြို့နယ်မှာရက်ကွက်26ခုရှိတဲ့အထက်ကရက်ကွက်တချို့မှာစစ်ကောင်စီခက်အုပ်ချုပ်ရေးမှုတွေနဲ့ရာအိမ်မှုတွေကမတန်ဆွမ်းသူတွေပါမချမ်းတအိမ်ထောင်ကို1000ကျပ်အနှုန်းနဲ့အတင်းအဓမ္မငွေကြေးကောက်ခံနေတယ်လို့ရက်ကွက်နယ်ဒေသခံတွေက DVB ကိုပြောပါတယ်
ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကတောင်ငူမြို့20ရပ်ကွက်မှာစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကိုဇော်လင်းနဲ့ရာအိမ်မုန်းကိုဇော်ဝင်းအပါအဝင်အုပ်ချုပ်ရေးအဖွဲ့တွေကမတန်ဆွမ်းသူတွေအပါအဝင်တအိမ်ထောင်ကို1000နှုန်းနဲ့အတင်းအဓမ္မငွေကြေးကောက်ခံနေတယ်လို့မတန်ဆွမ်းသူတွေနဲ့နှိစက်တဲ့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီရဲ့ပြည်သူစစ်မှုထမ်းအတွက်တပ်သားအသစ်ခေါ်ယူဖို့ဆိုပြီးတောင်ငူမြို့20ရပ်ကွက်ကဒေသခံပြည်သူ26ယောက်လောက်တောင်းနေတဲ့အတွက်စစ်မှုမထမ်းခြင်းဘူးဆိုရင်မတန်ဆွမ်းသူတွေပါအပါအဝင်အတင်းအဓမ္မငွေကြေးကောက်ခံနေတာပါလို့ဆိုပါတယ်ကျွန်တော်နဲ့တရားတော်လို့ရှိတာနေဆက်ဖို့ရအုပ်ချုပ်ရေးမှူးပို့တော့လေတိုင်းလူကကြတော့ပို့တော့ဝဲသူတို့နဲ့ပေါင်းပြီးတော့အိမ်အောင်1000ထူပြီးကျွန်တော်တို့ရှိပေါက်တယ်24ရက်နေ့ကအိမ်အောင်တို့တိုင်းပေါက်ပေါက်တဲ့ထဲမှာအခုတက်ပြီးရဦးတယ်မချမ်းတယ်လို့ကျွန်တော်မတန်ဆန်းနေတယ်မချမ်းဘူးပေါ်တော့ကျွန်တော်မတန်ဆန်းနေရတာမလုံးလုံးနေမှာရဲ့ဘူးလို့စစ်တောင်းရနေတယ်စစ်မှုထမ်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မတန်ဆန်းနေရတာမချောင်းဘူးဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံမှာတန်ဆွမ်းနေကြအကုန်လုံးနေ့တမ3တန်းကျော်ကြည့်နော်အဲ့တော့ဒီနေ့တမ3တန်းကိုသူတို့ဘယ်လိုကူညီမလဲဘယ်လိုဆောင်ချောင်းမလဲမကူညီမဆောင်ချောင်းဘူးဆိုလို့ရှိရင်ကျွန်တော်ပြစ်ပက်ထားတဲ့ဆိုလို့ရှိရင်တော့မှဒီစစ်မှုထမ်းတဲ့အနေထားမှာကျွန်တော်တို့ညမပါတဲ့ဘူးလို့ယူတာကျွန်တော်တို့တွေကိုလူသားတိုင်းအနေနဲ့မချွတ်ထဲတင်ဘူးလို့ကျွန်တော်ယူတာလေဒါအပြင်ဇွန်လ24ရက်နေ့နဲ့26ရက်နေ့တွေမှာတောင်ငူမြို့20ရပ်ကွက်ကဒေသခံပြည်သူ2ယောက်ကိုအတင်းအဓမ္မစစ်မှုထမ်းဖို့ခေါ်ဆောင်တော်ပြီးတော့လက်ရှိအချိန်ထိအဆက်အသွယ်မရရှိသေးဘူးလို့သိရပါတယ်။ဖေဖော်ဝါရီလအထက်မှာတော့အေယာဝတီတိုင်းပသိမ်ခရိုင်ငပူတော်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးမှူးတွေကစစ်မှုထမ်းဖို့အတွက်ဆိုပြီးမတန်ဆွမ်းလူငယ်2ယောက်အပါအဝင်လူအယောက်40အထိအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တော်တယ်လို့ဒေသခံတွေစီကသိရပါတယ်။အလားတူပဲအေယာဝတီတိုင်းဖျားပုံမြို့နယ်မှာလည်းမက်လပထမအပတ်ကစစ်မှုထမ်းအပတ်စဉ်စစ်တဲ့အတွက်ဆိုပြီးစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကကြေးရွာတွေမှာရှိတဲ့ဒေသခံမတန်ဆန်းလူငယ်3ယောက်ကိုစစ်တင်တန်းအကြောင်းကိုပို့ဆောင်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။တစ်ဖက်မှာလည်းစစ်ကောင်စီအနေနဲ့မတန်ဆွမ်းသူတွေကိုစစ်မှုထမ်းဖို့အတင်းအဓမ္မခေါ်ဆောင်တာတွေရှိနေတာကြောင့်မတန်ဆွမ်းသူတွေကိုလူသားတိုင်းကအနေနဲ့အသုံးမချကြဖို့တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းခေါ်ဆောင်နေတာနဲ့ပတ်သက်ပြီးမတန်ဆွမ်းသူတွေအပါအဝင်မတန်ဆွမ်းသူတွေရဲ့မိသားစုဝင်တွေကလည်းလုံခြုံမှုမရှိသလိုစိုးရိမ်စိတ်တွေနဲ့ပဲနေနေကြရတယ်လို့ဆိုပါတယ်။မှုတန်းဥပဒေနဲ့ပတ်သက်ပြီးအထူးသဖြင့်နာမကြားသူတွေပိုပြီးစိုးရိမ်စိတ်ပုံများပါတယ်။ဘာဖြစ်လို့လဲဆိုတော့လမ်းခုလက်တနေရရမှာသက်ဆိုင်ရာခေါ်ယူရင်းတဲ့အခါမှာနာမကြားတဲ့သူတွေပဲတိုက်ရိုက်ပြောဆိုမဆက်သွယ်နိုင်ပါဘူး။မကြားတဲ့သူတွေကိုမတန်ဆွမ်းသူဖြစ်မျိုးလုံးနဲ့ဆုံးဖြတ်ချက်လုပ်လည်းမရပါဘူး။ညရင်မိဘတွေလည်းစိုးရိမ်စိတ်တွေရှိကြတာသိရပါတယ်။ချိုးညရင်မတန်ဆွမ်းတဲ့သူတွေကဝင်ငါပိုင်းဆိုင်ရာအတော်ပြည့်စုံတယ်သို့တော်မျိုးလုံးနဲ့ဆုံးဖြတ်လို့မရတဲ့အခြေအနေထားမှာသူတို့တွေရဲ့ဥထင်းတဲ့သူတွေကလည်းစိုးရိမ်စိတ်ရင်းကြပါတယ်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကတော့စစ်မှုထမ်းဥပဒေကိုအကြောင်းပြကအလွဲသုံးစားလုပ်ပြီးငွေကြေးတောင်းခဲ့တာတွေကိုတိုင်တဲနိုင်ပြီးတော့အရေးယူဆောင်ရွက်တော်မယ်လို့ပြီးခဲ့တဲ့ဇန်နဝါရီလ28ရက်နေ့ကစစ်ကောင်စီပိုင်းသတင်းစာတွေမှာဖော်ပြထားပါတယ်ဒါပေမဲ့လည်းလက်ရှိစစ်မှုထမ်းအပန်းစိတ်14ရောက်ရှိလာတဲ့အထိအတင်းအကျပ်ဥပဒေမဲ့ဖမ်းဆီးတာတွေငွေကြေးအတင်းအဓမ္မကောက်ခံနေတာတွေကိုစစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကိုယ်တိုင်လှုံ့ဆော်နေပြီးတော့ထိရောက်တဲ့အရေးယူဆောင်ရွက်တာတွေမရှိသေးပါဘူး။ကျွန်မကကေခိုင်ပါ။ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရတဲ့သတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရတဲ့သတင်းတွေကိုတင်ဆက်ပေးပါရမယ်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေအသိမ်းခံရပြီးနောက်ပိုင်းကြောက်ကြီးကြောက်တကားနဲ့ညောင်လေးပင်မြို့နယ်တွေမှာစစ်ကောင်စီကစစ်အင်အားတိုးထားတယ်လို့တော်လှန်ရေးတပ်တွေစီကနေသိရပါဗျ။ဇွန်လ26ရက်နေ့ကကြောက်ကြီးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေကိုတော်လှန်ရေးတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်းအဲ့ဒီလိုအင်အားတိုးလာတာလို့တော်လှန်ရေးတပ်ကတာဝန်ရှိသူတယောက်က DVB ကိုပြောပါဗျ။စစ်ကောင်စီတပ်တွေတိုးထားတဲ့အင်အားနဲ့အခြားအခြေအနေတွေကိုတော့စစ်ရေးအခြေအနေကြောင့်ထုတ်ဖို့ပြောဆိုတာမရှိပါဘူး။ဇွန်လ26ရက်နေ့ကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တို့ပူးပေါင်းပြီးစစ်တောင်းမြစ်ဝမ်းစစ်စင်ရေးအဖြစ်ကြောက်ကြီးမြို့နယ်တွေကစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တာပါ။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးပြီးတုံ့ပန်း22ယောက်ကိုတော်လှန်ရေးတပ်တွေကဖမ်းဆီးရမိခဲ့ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံကဖုန်းဆင်းကတ်တွေနဲ့ဖွင့်ထားတဲ့ Google account တွေကိုအတည်ပြုကုတ်မပို့ပေးတော့ဘူးလို့သုံးစွဲသူတွေစီကနေသိရပါဗျ။
ဒီအတွက်ထူးခြားတဲ့အကျိုးသက်ရောက်မှုတွေမရှိပေမဲ့အခြားဆက်တစ်ခုနဲ့အကောင့်ဝင်တာအကောင့်အသစ်ဖွင့်ရတွေမှာခက်ခဲနိုင်ကြောင်းနည်းပညာကျွမ်းကျင်သူတွေကပြောပါတယ်ဝေသတင်းပေးပို့ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာပဲမြန်မာနိုင်ငံကတချို့ဒေသတွေအတွင်းမှာအသုံးပြုနေတဲ့မြန်မာစင်ကပ်နဲ့ဖွင့်ထားတဲ့ Google အကောင့်တွေက SMS verification code အတည်ပြုကုတ်မကြတော့တဲ့အကြောင်းကိုသုံးစွဲသူတွေစီကနေသိရပါတယ်။လက်ရှိအသုံးပြုနေလက်စာအကောင့်တွေမှာတော့ပြဿနာမရှိသေးကြောင်းကိုသုံးစွဲသူတယောက်ကပြောပြပါဗျ။ ကုတ်မကြတော့ဘူးဆိုတာတော့တိတယ်ဟိုဟာလေဒါပေမဲ့အကုန်လုံးက log in ဝင်ထားတာဆိုတော့လေတခါမှတော့အခုတည်းပေါ့နော်အဲ့လိုကုတ်ပြန်တောင်းတာမျိုးတော့မရှိဘူးပြဟို log in ဝင်လိုက်တာနဲ့တန်းပြီးဟိုအဲ့ application ဖွင့်လိုက်တာနဲ့ auto log in လုပ်ထားတော့လေအများလမ်းဝင်နေတော့ဟို password တွေပါလေဟိုမေ့သွားလို့ဟိုပြန်ချင်းရင်တော့ကုတ်ပြန်တောင်းမယ်ထင်တယ်အဲ့လိုကုတ်ပြန်တောင်းရင်တော့ဟိုဘယ်လိုလုပ်ရမလဲတော့တကယ်လို့ကုတ်မကြဘူးဆိုတော့ဘယ်လိုလုပ်ရမလဲတော့မသိဘူးပေါ့နော်အခုလိုအတည်ပြုကုန်မရတာကြောင့်အဓိကတက်ရောက်နိုင်တာကတော့ဤပညာနဲ့အကျွမ်းတဝင်မရှိသူတွေမြန်မာစင်ကပ်နဲ့အကောင့်အသစ်ဖွင့်မဲ့သူတွေနဲ့စီးပွားရေးလုပ်ငန်းသုံးအကောင့်တွေမှာကုန်မကြတဲ့အတွက်ကြောင့် Google ကြော်ညာမတက်တဲ့အတွက်ဝင်ငွေများတာတွေဖြစ်နိုင်ကြောင်းသိရပါတယ်။အခုလိုဖြစ်တာကတော့မြန်မာနိုင်ငံရဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ operator တွေရဲ့ပူးပေါင်းလှုပ်ဆောင်နိုင်မှုအားနည်းနေရတဲ့ကြောင့်ဖြစ်နိုင်ကြောင်းကိုဤပညာကျွမ်းကျင်သူတယောက်ကမှတ်ချက်ပြုပါတယ်။အဲ့အဓိကတော့ Google account login two step verification လုပ်ထားသူတွေကုန်မလာတာမျိုးဖြစ်နိုင်တယ်။ဆက်တက်မှာ login ဝင်ဖို့ဆိုရင်အခက်အခဲရှိလာလိမ့်မယ်။မြန်မာနိုင်ငံကလက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် Google က automatic verification system တွေကိုတားမြစ်ခြင်းသို့မဟုတ်ရန်နာခြင်းလုပ်လာတာမျိုးဖြစ်နိုင်တယ်။ဘယ်သူတွေအများဆုံးထိခိုက်မလဲဆိုရင်တော့မြန်မာနံပါတ်နဲ့ Google account ကို two factor authentication သုံးထားသူတွေaccess Google Suite ကိုမြန်မာဖုန်းနံပါတ်နဲ့အသုံးပြုနေတဲ့ business user တွေပြည်ပမှာရှိပေမဲ့မြန်မာနံပါတ်နဲ့ Google Service သုံးနေတဲ့ user တွေအပေါ်အကျိုးသက်ရောက်နိုင်ပါတယ်။အခုလိုဖြစ်လာမယ်ဆိုရင်ဖြည့်ရှင်းနိုင်မယ့်နည်းလမ်းတချို့ကိုပြောပြပေးချင်ပါတယ်။ပထမဆုံးအနေနဲ့မိမိရဲ့ Google account setting တွေကိုဝင်ပါ။ပြီးရင်တော့ two step verification ကိုနှိပ်ပါ။အဲဒီစာမျက်နှာကိုအပေါ်ဆွဲတင်လိုက်မယ်ဆိုရင် plus setted authenticator ဆိုတဲ့နေရာကိုနှိပ်ပေးရပါမယ်။အဲဒီနေရာမှာ QR စကန်တစ်ခုပေါ်လာပါလိမ့်မယ်။အဲဒီ QR ကိုစကန်ဖတ်ဖို့အတွက်မိမိဖုန်းမှာ 2FA Authenticator 2FAS App Application ကိုကြိုတင် download လုပ်ထားဖို့လိုအပ်ပါတယ်။အဲဒီ application ကိုဖွင့်ပြီး Pen New Device ကိုနှိပ်ကစကန်ဖတ်လိုက်မယ်ဆိုရင်နံပါတ်8လုံးပါဝင်တဲ့ကုတ်ကိုရရှိမှာဖြစ်ပါတယ်။အဲဒီကုတ်ကိုအသုံးပြုပြီးမိမိရဲ့ Google account ကို login ဝင်နိုင်မှာလည်းဖြစ်ပါတယ်။ဒါအပြင် Google account setting တွေက backup ကုတ်ကိုနှိပ်ပြီးပေါ်လာတဲ့နံပါတ်8လုံးပါကုတ်10ခုကိုသေချာကူးယူသိမ်းထားပြီးလိုအပ်တဲ့အချိန်တိုင်းမှာကုတ်တစ်ခုချင်းစီနဲ့ login ဝင်နိုင်ပါတယ်။ကျွန်မဝေးပါကင်းမီနယ်ကုန်းလေးမြို့နီးမှာစစ်ကောင်စီရဲ့အောင်ရစစ်ကြောင်းနဲ့ KLN ပူးပေါင်းစစ်ကြောင်းတို့တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီကမြေပြင်နဲ့ဝင်ရင်ကပါတိုက်ခိုက်နေပါတယ်။ကျုံတို့ကုန်းလေးလမ်းပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါအပြင်ကုန်းလေးမြို့နီးနဲ့ကျုံတို့မြို့နီးတစ်ဝိုက်ကိုစစ်ကောင်စီကမြေပြင်ကနေလက်နက်ကြီးတွေနဲ့တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ကြေးရွာတွေကိုပါပြစ်ခတ်တိုက်ခိုက်နေတဲ့ပြင်ဂျိုင်းမီလျှောက်ကကြေးရွာတွေမှာဝင်ရောက်တက်ဆွဲနေပါတယ်ကျွန်တော်တို့ဒီ Chinese ရှောင်းကိုတက်ဆွဲထားတဲ့ကြေးရွာတွေကိုဘင်းကနေတရနတ်ကိုစတော့တယ်ကြတော့စိတ်တော့အဲ့ဒီနီးနားမှာကြတော့မနေရကြဘူးပေါ့နော်အမေသူတို့နီးနားမှာကြတော့နေတဲ့လူမရှိတော့ဘူးသူတို့နေရတဲ့အိမ်မနေအနေဆုံးမှာကိုက်300 ကျော်မှာနေလို့ရဲမှာအဲ့သူတို့နားမှာနေတဲ့လူမရှိဘူးကြာနေတာတခုသူတို့ကင်းနေတာကြတော့လေအဲ့ဒါဆိုရနေရတာပေါ့နော်လူတွေ့ခဏပြောင်းဖို့ချိန်ညာတို့လုပ်နေတာမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြေးရွာတွေတွင်ဝင်ရောက်တက်ဆွဲနေတာကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်တွေကထင်လွဲမှာကိုလည်းစိုးရိမ်ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ဖက်ကကြေးရွာတွေတွင်ဝင်ရောက်တက်ဆွဲနေတာကြောင့်ဒေသခံပြည်သူတွေလုံးဝအခက်အခဲဖြစ်မှာသိကြတယ်လို့စစ်ဆောင်ရေးကူညီပေးနေသူတွေကပြောပါတယ်ကြေးရွာတွေမှာအင်အားတွေဖြည့်ပြီးတော့မှစစ်ကောင်စီကတက်ဆွဲမှာတော့ရွာသားတွေကကြောက်ရွံ့နေစိုးရိမ်နေအစီအမပြေမှုတွေကြုံတွေ့ရတာပေါ့နပူတွေကမှသူတို့ကမဲမြင်အကုန်လုံးလုံနေတာအဲ့တော့ရွာသားတွေကရွာရှောင်မယ်ဆိုရင်လည်းမရှောင်ရဘူးသူတို့ဆွဲရတယ်သူတို့ပေးမထွက်ဘူးအပြင်ပေးမထွက်ဘူးပြောချင်တာကတော့ရွာသားတွေကိုခုတုံးလောက်တာပေါ့ကွာ
လူတွေကိုကာဗာလုပ်တဲ့ခုတုံးလုပ်တဲ့ဆိုတဲ့ဒါသူတို့ရဲ့စနစ်တစ်ခုလည်းဖြစ်မှာပေါ့ရွာတွေမှာတက်ဆွဲတယ်ဆိုရင်တော့တည်ကြတယ်ပြည်သူတွေကတော့လုံးဝခက်ခဲဖြစ်မှတည်ကြတယ် စစ်ကောင်စီလက်အောက်ခံကင်မီနယ်ဆိုရအဖွဲ့ကဂျိုင်းမြစ်အတွင်းအများပြည်သူသွားလာနေတဲ့ဂရိုးစိတ်တွေကိုကုသန်းသွားလာခွင့်ပိတ်ပင်ထားတာကြောင့်ခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်ဖက်ကကောရီမြို့ပါဝင်ဖန်ချိုင်းသရာကားလန်တစ်လျှောက်နဲ့ကျုံတို့မြို့ခြေဆိုင်ခမ945ခမ946တရင်တွေကနေခန်းစစ်နေထားနဲ့လူလက်နဲ့အင်အားဖြစ်တင်းပြီးခန်းစစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်။ကျွန်တော်အောင်ခံပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါခင်ဗျာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးဥပိုလ်ထောင်အတွင်းနိုင်ငံရေးအကျဉ်းသားများစေဝါဆောက်ရှောက်မှုဆုံးရှုံးရမှုပြင်ပဆေးရုံတွေကိုစေကူတာခွင့်မရရှိမှုတို့ကြောင့်အခုနှစ်6လတာကာလအတွင်းနိုင်ငံရေးအကျဉ်းသား56ဦးထိကြာဆုံးခဲ့ရတယ်လို့မြန်မာအကျဉ်းထောင်တပ်တွေမြန်မာ Prison Witness ကဇွန်လ29ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်အခုလိုနိုင်ငံရေးအကျဉ်းသားအများပြားတည်ဆုံးရတာဟာထောင်တွင်းမှာစေဝါမလုံလောက်မှုကြောင့်ပါရာစီတမောတစ်မျိုးသာပေးနိုင်ပြီးဆေးတချို့ကတက်တန်းကုန်ဆုံးနေတာကြောင့်ဖြစ်တယ်လို့မြန်မာ Prison Witness ကတာဝန်ရှိသူကပြောပါတယ်။ဒါအပြင်ထောင်တွင်းအစားအသောက်တွေဟာလည်းအာဟာရပြည့်ဝစွာမရသလိုခဲစိတ်တက်စေတဲ့ခဲမုံတွေပါဝင်နေတယ်လို့ဆိုပါတယ်။အခုလိုနိုင်ငံရေးအကျဉ်းသားတွေတည်ဆုံမှုအပေါ်ဆရာဝန်စေယုံအုပ်ဦးမိုးဟိန်းဒေါက်တာတထွန်းဦးဒေါက်တာနေလင်းအောင်နဲ့ထောင်ပိုင်တွေဖြစ်တဲ့တိန်းစော်မောင်နဲ့စန်းလွင်တို့ကတေဆုံမှုဖြစ်စဉ်တစ်ခုချင်းစီမှာအဓိကတာဝန်ယူရမယ့်သူတွေဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မန္တလေးဥပိုလ်အကျဉ်းထောင်ဟာ2025ခုနှစ်အတွင်းနိုင်ငံရေးအကျဉ်းသားအများဆုံးတေဆုံတဲ့ထောင်ဖြစ်လာတယ်လို့လည်းထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်ကကြောက်ဖြူမှာစစ်တပ်ကမြို့ပေါ်ရက်ကွက်တင်နဲ့တပ်ရင်းတွေသာထိန်းချုပ်နိုင်တော့ပြီးရှမ်းမြောက်မှာတော့တိုက်ပွဲပြင်းထန်နေသလိုစစ်တပ်ကနောင်ချုံမှာရှစ်ဆက်မတွန်းနိုင်ပဲဖြစ်နေတဲ့တပတ်တာစီရေးသတင်းတွေကိုစိုးသူအောင်ကတင်ပြပေးမှာပါခင်ဗျာမင်္ဂလာပါဒီကနေ့ဇွန်လ29ရက်ဟာဆေးရနာသိမ်းမှု1600နဲ့8ရက်မြောက်ဖြစ်ပါတယ်ဒီဘက်မှာလည်းရခိုင်ကချင်နဲ့နောင်ချိုဘက်ကသတင်းအကျဉ်းတွေကိုတင်ပြနိုင်ဖို့စူးစီးထားပါတယ်ပထမဦးဆုံးရခိုင်သတင်းအကျဉ်းနဲ့တင်ဆက်ချင်ပါတယ်ရခိုင်ရဲ့နေရာအများစုကိုထိန်းချုပ်ထားတဲ့အာရခတ်တော် AA အနေနဲ့ဒီကြောက်ဖြူမြို့နယ်အပါအဝင်ရိုးမနဲ့ဆက်ဆက်တဲ့နေရာတွေမှာတိုက်ပွဲတွေဆက်ရှိနေပါတယ်။ကြောက်ဖြူမှာဆိုရင်တော့အခုအပတ်ထဲအမှတ်32ရဲတဲ့အိမ်နားမှာရှိတဲ့ဒီပြိုင်းစစ်ကေကျေးရွာနဲ့ဒီမလာကျွန်း area ဝင်းကျင်ပြီးတော့ဒညဝရီရေတပ်စခန်းဌာနချုပ်နာကဒီကတ်တပြေကျေးရွာဝင်းကျင်ဒီမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကပြောကြပါတယ်။စစ်တပ်ကကြီးရေလေ3မျိုးလုံးသုံးနေပြီးအေဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်နေတယ်လို့ဒေသအခြေဆိုင်သတင်းဌာနတွေကလည်းဖော်ပြပါတယ်။အေဘက်ကမထုတ်ပြန်သလို DVB ကလည်းအသေးစိတ်အတိမပြုတ်နိုင်သေးပေမဲ့ကြောက်ဖြူမှာရှိတဲ့တပ်ရင်းတွေနဲ့ဒီမျိုးပေါ်ရက်ကွက်လောက်ကိုပဲစစ်တပ်ကထိန်းချုပ်နိုင်တော့တယ်လို့သိရပါတယ်။ဒါအတူပဲဒီရခိုင်နဲ့မကွေးအဆက်မှာရှိပြီးတော့အမဒန်လမ်းမပေါ်မှာရှိတဲ့နေရီကန်လေချောင်းရံကာကွယ်ရေးတပ်ဝင်းကျင်မှာလဲစစ်ရေးဆက်လက်အသင်းမှာနေပြီးတော့ဒီဗဒန်းမျိုးပြင်ဝင်းကျင်မှာရှိတဲ့ကာကင်းတချို့ကိုလည်းတော်လိုင်းတပ်တွေကရှင်းထုတ်နိုင်တဲ့သတင်းတွေထွက်ပေါ်နေပါတယ်အားလုံးသိတဲ့အတိုင်းဒီငလင်ချောင်းအပြည့်ရထားတဲ့ကာလာအတွင်းဖြစ်တဲ့ဧပြီ2ရက်နေ့ကနေဇွန်လ20ရက်ထဲမှာလဲစစ်တပ်ရဲ့လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်တောင်ကုတ်ကြောက်တော်ကြောက်ဖြူပုဏ္ဏကျွန်းရသေးတောင်ပြီးတော့တန်တွဲမြို့နယ်ဒေတဲကရွာပေါင်း30ကျော်မှာတိတ်ဆုံးသူအရက်သား34ယောက်ဒဏ်ရာရသူက61ယောက်အထိရှိခဲ့တယ်ဆိုပြီးတော့ဒီ AA ရဲ့ HTCO ကဇွန်လ26ရက်မှာထုတ်ပြန်ထားပါတယ်အခုတော့ကချင်ဘက်ကိုသွားရအောင်ပါကချင်မှာတော့ဖားကန့်နဲ့ဗမော်မြို့သိမ်းတိုက်ပွဲတွေအကြောင်းကိုတင်ပြရဖို့ရှိပါတယ်မေလနောက်ဆုံးပတ်ထဲမှာဖားကန့်ကိုဝင်ရောက်နိုင်ခဲ့တဲ့စစ်ကောင်စီစစ်ကြောင်းဟာဖားကန့်ဗျူဟာကုန်းနဲ့ဒီမော်စီစာဝင်းကျင်ဒီမှာအခြေချတက်ဆွဲခဲ့ပြီးကြောက်စိမ့်မော်တွေကစိုက်ရန်တရားတွေကိုမီးပတ်ရှုနေရာကနေအခုတော့ဒီစစ်ရေးတွေတင်မာလာပါတယ်အကြောင်းကတော့ဒီလုံကင်းကျွော်အုပ်စုတစ်ခုလုံးကိုလက်နက်ကြီးနဲ့လှမ်းထောက်နိုင်ပြီးတော့ဒီမော်မောင်းကုန်းနဲ့လမောင်းကုန်းဆိုတဲ့နေရာနှစ်ခုကိုပြန်ရဖို့စစ်ကောင်စီတပ်ကဒီစစ်ကြောင်းထိုးလာတာကြောင့်ဖြစ်ပါတယ်
ဒါကြောင့်ပဲမော်မောင်းကုန်းနဲ့လက်မောင်းကုန်းအတက်လန်းတွေဖြစ်ကြတဲ့မော်ဝိုင်းလေးဘက်နဲ့အမိုက်ပုံအင်မာယန်လမ်းဘက်တွေမှာတော်လိုင်းတပ်တွေနဲ့စစ်တပ်တို့ထိတွေ့မှုရှိနေတယ်ဆိုပြီးသတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီတပ်တွေအထိုင်ချဖို့ကြိုးစားနေတဲ့ဒီလက်မောင်းကုန်းဆိုတဲ့နေရာဟာဖားကန့်ဒေသတွေကအမြင့်ဆုံးတောင်ကုန်းတွေကတစ်ခုဖြစ်ပြီးဖားကန့်ဗျူဟာနဲ့ကန်စီဘက်တွေကနေလေစစ်တပ်ကလက်နက်ကြီးပစ်ကူပေးလေရှိတယ်လို့သိရပါတယ်အခုတော့ဗမော်ဘက်ကိုသွားရအောင်ပါဗမော်မှာတော့အခုအပတ်ထဲမြစ်ရည်တွေမြင့်တက်လာတာကြောင့်တော်လိုင်းတပ်ဘက်ကထောက်ပို့လမ်းကြောင်းခက်ခဲနိုင်တာကိုအခွင့်ကောင်းယူပြီးစစ်တပ်ကဒီမြစ်စိတ်နားမှာရှိတဲ့ခွန်တာပြီးတော့မင်းလာရက်ကွက်တွေနဲ့ပြည်သူစေယုံဝင်းကျင်တွေကိုစစ်ကြောင်းထိုးခဲ့တယ်လို့သိရပါတယ်ဒါအတူစစ်တပ်ကဗမော်မျိုးဘက်ကိုဥတီပြီးတော့ဒီစစ်သင်းမောတွေဆယ်စည်းထက်မနေလွတ်ထားတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်လာပါတယ်လက်ရှိဗမော်မျိုးသိန်းတိုက်ပွဲဟာ9လဝင်းကျင်အထိကြာမြင့်လာပြီးတဲ့နောက်အေယာဝတီမြင်းနားမှာရှိတဲ့ရက်ကွက်တွေနဲ့ဒီစကခ21ဝင်းကျင်မှာရှိတဲ့နေအိမ်တော်တော်များများပျက်စီးခဲ့ရပြီးတော့စစ်တပ်ကလေကြောင်း drone နဲ့လက်နက်ကြီးပစ်ခတ်မှုတွေကိုအခုချိန်ထိနေတိုင်းပြုလုပ်နေတယ်လို့သိရပါတယ်အခုတော့နောင်ချိုဘက်ကိုသွားရအောင်ပါနောင်ချိုမှာတော့တောင်းခန်းကိုအခြေပြုထားတဲ့စစ်တပ်ကမြို့ကိုပြန်ယူနိုင်ဖို့စ조사ရာကနေတိုက်ပွဲတွေပြင်းထန်နေတာပါနောင်ချိုမြို့နယ်တဲမှာဒီနောင်ဖာညံတော်လုံဆန်အုံမခနဲ့နောင်လင်ကြီးရွာတွေမှာစစ်ကောင်စီတပ်နဲ့တအန်းတပ်မတော် TNL တို့တိုက်ပွဲဆက်ဖြစ်နေပြီးစစ်တပ်ကလက်နက်ကြီးအလုံး80ဒရုန်းပုံ32လုံးပြစ်ကူတိုက်ခိုက်ခဲ့တယ်လို့တအန်းတပ်ကထုတ်ပြန်ပါတယ်တိုက်ပွဲတွေဟာနောင်ချိုမြို့နဲ့ဒီ10မိုင်လောက်အကွာမှာရှိတဲ့ကန်ကြီးရွာအထိကိုရောက်ရှိခဲ့ပေမဲ့စစ်တပ်ကကန်ကြီးရွာကိုမကြော်နိုင်သေးဘဲနဲ့တက်လိုက်ဆုတ်လိုက်အနေအထားဖြစ်နေတယ်လို့သတင်းရင်းမြစ်တွေကပြောကြပါတယ်ဒါကြောင့်ပဲစစ်တပ်ကစစ်ကြောင်းတစ်တကြောင်းနဲ့ဒီအင်ဝိုင်းဘက်ကနေပြီးတော့နောင်ချိုဘက်ကိုပြန်လဲထိုးစစ်ဆင်ဖို့ပြင်ဆင်နေတယ်ဆိုပြီးတော့လဲစီဒီအမ်ဗိုလ်ကြီးစင်ရော်ကသုံးသပ်ပြောဆိုပါတယ်အသေးစိတ်ကိုတော့ DVB ကဆက်လက်စုံစမ်းနေပြီးတိုက်ပွဲတွေကြောင့်ဒေသခံထောင်နဲ့ချီပြီးစစ်ဆောင်နေရတယ်လို့စစ်တပ်ကကြောင်မဲနဲ့မိုးကုတ်မြို့တွေကိုလည်းအခုရက်ပိုင်းလေကြောင်းဘုံကျဲမှုတွေပြုလုပ်ခဲ့ပါတယ်အခုတင်ပြခဲ့တာတွေက DVB ကစူးစီးရရှိထားသလောက်ပဲဖြစ်ပြီးဒေသခံတွေဒေသအခြေစိုက်သတင်းဌာနတွေတာဝန်ရှိသူတွေရဲ့ပြောပြချက်နဲ့ထုတ်ပြန်ချက်တွေကိုကိုးကားထားတာဖြစ်ပါတယ်နောက်ဆက်တွဲသတင်းတွေကိုတော့ DVB ရဲ့ website Facebook နဲ့ YouTube channel တွေမှာအချိန်နဲ့တပြေးညီဖော်ပြပေးနေပါတယ်ခင်ဗျာ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မန္တလေးတိုင်းပြည်ပွဲမြို့နယ်ကစစ်ကောင်စီရဲ့ဂိတ်စခန်းကိုဇွန်လ26ရက်နေ့မနက်8:00 နာရီလောက်ကဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်ကောင်စီလက်အောက်ခံအရာခံဗိုလ်တယောက်အပါအဝင်၄ယောက်တေဆုံးပြီးလက်နက်ခဲယမ်းတွေပါတင်စီရရှိခဲ့တယ်လို့ဇွန်လ29ရက်နေ့ကအောင်ဆန်းမြေအဖွဲ့နမောက်အဖွဲ့ကထုတ်ပြန်ပါတယ်ပြစ်ခတ်တိုက်ခိုက်မှုအတွင်းတေဆုံးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီကနေ MA1 သနက်3လက် 5.56G 64တောင်ဟန်ဖုန်းနှလုံးနဲ့ငွေကျပ်2သိန်းနီးပါးကိုတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်ပျော်ပွဲမြို့နယ်ကညောင်ကုန်းရဲစခန်းနာမှာစစ်သားနဲ့ပြူတွေပေါင်းပြီးစက်ကြီးကောက်နေတဲ့ဂိတ်ကိုရုတ်တရက်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်ပစ်ခတ်မှုကြာချိန်က9မိနစ်တောင်မပြည့်ပဲအရာခံဗိုလ်တစ်ယောက်နဲ့စစ်သား3ယောက်တေပြီးရဲတစ်ယောက်နဲ့ပြူတစ်ယောက်ကလက်နက်တွေယူကာထွက်ပြေးသွားကြောင်းတေတဲ့သူတွေရဲ့လက်နက်တွေတော့တင်းစီလာနိုင်ခဲ့တယ်လို့အောင်ဆန်းလန်းနမောက်ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရခင်ဗျာAR တိုင်းမှာစစ်ကောင်စီလက်အောက်ခံစောင်းစီကော်မတီကသတ်မှတ်ထားတဲ့ဈေးထက်များစွာကျော်လွန်ပြီးပြင်ပဈေးကွက်မှာစောင်းစီတပိတ်တာကိုကျပ်13000အထိဈေးတက်နေတယ်လို့စားသုံးသူတွေစီကနေသိရပါဗျ။စစ်ကောင်စီရဲ့စောင်းစီတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ဇွန်လတတိယပတ်အတွက်စောင်းစီအခြေခံရည်ညွှန်းဈေးကိုတပိတ်တာကိုကျပ်6000ကျော်အဖြစ်သတ်မှတ်ထားပြီး AR တိုင်းကပြင်ပဈေးကွက်မှာစောင်းစီတပိတ်တာကိုငွေကျပ်13000အထိဈေးတက်နေတယ်လို့သိရပါဗျ။စောင်းစီတပိတ်တာကိုကျပ်9000 6000ဈေးဆိုတာစာရွက်ထဲမှာပဲရှိပြီးအပြင်ပေါက်ဈေးကတော့ပိတ်တာ50လောက်ဝင်ရင်လဲ13000ပဲဖြစ်တာကြောင့်ဆိုင်ကြီးကြီးတွေမှာဝယ်ဒီဈေးပဲဖြစ်ကြောင်းရွာတွေဘက်မှာတပိတ်တာကိုကျပ်1000ခွဲအထိရှိတယ်လို့သိရကြောင်းမော်လမြိုင်ကျွန်းဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီကစောင်းစီညွှန်းစေးတတ်မှတ်ထုတ်ပြန်ပေးထားပြီးရက်ကျွေးအုပ်ချုပ်ရေးမှုတွေကိုစောင်းစီရောင်းချတဲ့ခွဲတန်းစာအုပ်လုပ်ပြီးရောင်းခိုင်းပေးမဲ့တကယ်မြေပြင်မှာတက်တာတဲ့နှုံတာနဲ့စီဝယ်လို့မရအောင်လို့သိရပါတယ်ခင်ဗျာအာဏာသိမ်းထားတဲ့လင်းနစ်တာကာလအတွင်းမြန်မာနိုင်ငံမှာမူရစ်စေဝါအလွဲသုံးမှုတွေတရားမဝင်ရောင်းဝယ်မှုတွေပိုတိုးလာနေပါတယ်။မြတ်သက်စင်ပေးပို့ထားပါတယ်ခင်ဗျာ။တောင်ကြီးမြို့ရန်ကုန်မြို့နဲ့မန္တလေးမြို့တို့မှာ
ဇွန်လ26ရက်နေ့မှာကြာရောက်တဲ့အပြည်ပြည်ဆိုင်ရာမူရည်စေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖမ်းဆီးရမိတဲ့မူရည်စေဝါတွေကိုမိရှို့ဖျက်ဆီးတာနဲ့ဓာတုပစ္စည်းတွေဖျက်ဆီးတာကိုတောင်ကြီးရန်ကုန်နဲ့မန္တလေးမြို့တွေမှာပြုလုပ်ခဲ့ပြီးစုစုပေါင်းတန်ဖိုးမြန်မာငွေကျပ်1082ဘီလီယံကျော်အမေရိကန်ဒေါ်လာ298သန်းကျော်တန်ဖိုးရှိတဲ့မူရည်စေဝါတွေကိုဖျက်ဆီးခဲ့တာဖြစ်တယ်လို့စစ်ကောင်စီရဲ့မူရည်စေဝါတားဆီးနှိမ်နင်းရေးအဖွဲ့ CCDAC မြန်မာကထုတ်ပြန်ထားပါတယ်။2013ခုနှစ်ကနေ2024ခုနှစ်အထိနိုင်ငံတွင်းမူရည်စေဝါတားဆီးနှိမ်နင်းရေးအထူးစစ်ဆင်ရေးပေါင်းအကြိမ်40ဆောင်ရွက်ခဲ့တယ်လို့လည်းစစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေကဆိုပါတယ်။ဒီလဇွန်26ရက်နေ့ကမန္တလေးမြို့မှာပြုလုပ်ခဲ့တဲ့မူရည်စေဝါမျိုးစုံမိရှို့ဖျက်ဆီးမှုမှာတော့အမေရိကန်ဒေါ်လာ82သန်းကျော်တန်ဖိုးရှိတဲ့မူရည်စေဝါမျိုးစုံကိုဖျက်ဆီးခဲ့တာပါမန္တလေးဒေသခံတွေကတော့ဒီလိုဖမ်းဆီးရမိတဲ့မူရည်စေတွေကိုမိရှို့ပြနေပေမဲ့လည်းမန္တလေးမှာမူရည်စေဝါအလွဲသုံးမှုတွေတရားမဝင်ရောင်းဝယ်မှုတွေကအများကြီးပြန့်နှံ့နေတယ်လို့ဒေသခံတွေကဆိုပါတယ်မန္တလေးမြို့ဒေသခံလူငယ်တယောက်ကလည်းစစ်အာဏာသိမ်းထားတဲ့၄နှစ်တာကာလအတွင်းမူရည်စေဝါသုံးစွဲမှုတရားမဝင်အခြေအနေတွေကပိုဆိုးလာတယ်လို့ဆိုပါတယ်ဒီအနာသိန်းဒီ၄နှစ်တာကာလမှာတော့မွေးဆိုတာတော့ဖက်မှုတရားဝင်အခြေအနေတွေကတော့ပိုဆိုးလာတယ်ပေါ့နော်ဒါဒီဘက်ကိုတစ်ဖက်ကနိုင်ငံရေးသဘောတော့ပါပဲတစ်ဖက်ကိုထိန်းချုပ်နေတစ်ဖက်ကလည်းဒါလူငယ်တွေကအာယုံဆိုင်လိုက်တာပေါ့နော်နိုင်ငံရေးဘက်ကိုအာယုံဆိုင်လိုက်တာအောင်ဒါမျိုးတွေများဟိုပြလာတဲ့အတွက်ဒီမျိုးပေါ်နေလူငယ်လိုက်ဝိုင်းတာပဲဒီတောင်းတော်တော်များများတော့ဒါလူငယ်တိုင်းဝိုင်းတော်တော်များများတော့ဒီဘက်ကိုပဲနေတော့ကြတဲ့အခါမှာတော့ဒီနိုင်ငံရေးဘက်ကိုကျွန်တော်အာယုံမဆိုင်ရတဲ့အခါမှာအာဏာရှင်ရဲ့တဒန်းကတော့ပုံမူရှိကြလာတဲ့အနေအထားတွေတော့ရှိတာပေါ့နော်ဒီရင်ရှင်နေတဲ့အခုချိန်မှာကျွန်တော်ပို့ပေါ်လာတာပေါ့ဒါမှန်တယ်ပြောရင်ပို့ပေါ်လာတယ်ပေါ့နော်တော်တော်များပေါ်လာတယ်ဒီ20နောက်ပိုင်းပေါ့နော်20နောက်ပိုင်းပို့ပေါ်လာတယ်23နဲ့24မှာတော်တော်ပုံများလာတယ်30မှုလည်းများလာတယ်ဝယ်ယူရရှိမှုလည်းကူလာတယ်ရန်ကုန်မှာလည်းလူငယ်တွေကြားမူရည်စေဝါတွေကိုလွယ်ကူကူပြန့်နှံ့အသုံးပြုနေကြတယ်လို့လူငယ်တွေကပြောပါတယ်ရန်ကုန်ကလူငယ်တွေကြားထဲမှာ night life နဲ့ပတ်သက်ပြီးမူရည်စေဝါတွေသုံးစွဲကြတယ်လို့ရန်ကုန်ကလူငယ်တယောက်က TVB ကိုပြောပါတယ်အခြေခံထက်တန်းကျောင်းတွေမှာလည်းကျောင်းသားတွေဆေးလိပ်ခိုးတောက်လို့မိတာမျိုးမဟုတ်ပဲဆေးကြောက်ရှူလို့မိတာတွေဖြစ်နေပြီလို့လည်းသူကပြောပါတယ်ဟုတ်တယ်အဲ့လိုမျိုးတွေကမန္တလေးလမ်းမှာမန္တလေးလမ်းမှာဆိုရင်ပေါ်တင်မဲ့ပုံနေကြရပါရောတွေ့ရတယ်ဒီမှာအဲ့ဘက်လမ်းတွေကျတော့လူလည်းပြတ်တယ်ကွာအဲ့လိုနေရာမှာတော့သုံးတဲ့လူတွေကပေါ်တင်မဲ့သုံးကြတာကွာပြီးတော့ဗာလဲကျောင်းမှာဆိုရင်လည်းကွာသုံးနေကြပြီအဲ့ဟိုဗာလဲဆရာဆရာမတွေတော့ခါရမိရကွာကျောင်းသားတွေအဲ့ဒါသုံးနေတယ်ဆိုပြီးတော့အဲ့ဒါကျောင်းတော့ကန်ကျောင်းသားတွေလည်းရှိရကွာကျောင်းသားတွေဖြန့်တယ်ကွာလူငယ်တွေကပဲလူငယ်တစ်စင်ပဲဗျအခုဆိုကွာပတ်သက်ရှိအတိုင်းဝိုင်းနေရဒီဆေးအကောင်းသားတွေအလန်းသားတွေကိုသူကဆေးဆက်ပြီးတော့သုံးစိန်ကံကြွစီအနေနဲ့သုံးပြနေကြပြီပေါ့နော်ပြီးတော့ဒီညဘက်တွေမှာ night life မှာပဲဖြစ်ဖြစ်ဒီသူတို့ရဲ့ကိုယ်ပိုင် private ပုံမှာပဲဖြစ်ဖြစ်ကွာဒီဆေးတွေကိုသူကဝယ်ပြီးတော့ဒီဆေးလမ်းတွေဝယ်ပြီးတော့ဆေးတွေဆက်ပြီးတော့စိန်ကံကြွစီအနေနဲ့သုံးနေကြမြန်မာနိုင်ငံနေရအနှံ့ပြားက KTV တွေမှာ Happy Water လို့ခေါ်တဲ့စိတ်ကြွဆေးရည်တွေကိုလည်းလူငယ်တွေတောက်သုံးလေးရှိကြပါတယ်ဇွန်လ21ရက်နေ့တုန်းကရှမ်းပြည်နယ်မိုင်းပန်မြို့နယ်လွိုင်းနယ်ရွာက KTV ဆိုင်တစ်ခုမှာအသက်16နှစ်အရွယ်မိန်းကလေးငယ်တစ်ယောက် Happy Water စိတ်ကြွဆေးရည်တောက်သုံးမိရာကအသက်သေဆုံးသည့်ထိဖြစ်ခဲ့ရပါတယ်အရှေ့တောင်အာရှရွှေတရီကန်ဒေသနဲ့မြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်ကနေမက်သာဖက်တမင်းထုတ်လုပ်မှုနဲ့ရောင်းဝယ်မှုဟာမကြုံစဖူးမြင့်မားနေတယ်လို့လွန်ခဲ့တဲ့တလလောက်ကကုလသမဂ္ဂကျွမ်းကျင်သူတွေကသတိပေးခဲ့ကြပါတယ်။ကုလသမဂ္ဂမူရည်စေဝါနဲ့ပြည်မှုဆိုင်ရာယုံ UNODC ကထုတ်ပြန်တဲ့2024ခုနှစ်မြန်မာဘိန်းစစ်တမ်းအစီရင်ခံစာအရဆိုရင်2024ခုနှစ်မှာမြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ဘိန်းစိုက်ပျိုးမှုဟက်တာ4500ကျော်ရှိနေပြီးကမ္ဘာပေါ်မှာဘိန်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံအဖြစ်ဆက်လက်မှတ်တမ်းဝင်နေဆဲဖြစ်တယ်လို့သိရပါတယ်။ကျမမြတ်သစင်ပါရှင်။ American ခြေဆိုင် Harvard တက္ကသိုလ်နဲ့ကနေဒါခြေဆိုင် Toronto တက္ကသိုလ်တို့ပူးပေါင်းပြီးဇွန်လ26ရက်နေ့ကနိုင်ငံတကာကျောင်းသားတွေအတွက်အရေးပေါ်အစီအစဉ်တစ်ရပ်ကိုကြီးညာလိုက်ပါတယ်။အဲ့ဒီအစီအစဉ်ကဗီဇာကန့်သတ်ချက်ကြောင့် Harvard ကဘွဲ့လွန်ကျောင်းသားတွေအနေနဲ့ American တွေကိုပြန်ဝင်ခွင့်မရတော့ရင်ကနေဒါမှာပညာဆက်သင်မလားဆိုတာကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။ဒါဟာပြီးခဲ့တဲ့လအတွင်း American အမိမြေလုံခြုံရေးဝန်ကြီးဌာနက Harvard တက္ကသိုလ်ရဲ့
နိုင်ငံတကာအကြောင်းသားလက်ခံခွင့်ကိုရုပ်သိမ်းမှုကြိုးပမ်းခဲ့ပြီးတဲ့နောက်ပထမဆုံးကြီးညာသွားတဲ့အရန်အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။လောလောဆယ်မှာတော့ Federal တရားသူကြီးတို့ကအစိုးရဆုံးဖြတ်ချက်ကိုယာယီတားဆီးပေးထားပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့ကတော့ Harvard တက္ကသိုလ်အတွက် Federal သုတေသနဆိုင်ရာရန်ပုံငွေတွေကိုဘီလီယံနဲ့ချီပြီးဖြတ်တောက်ဖို့ချိန်ချောက်ထားပါတယ်။လက်ရှိမှာနိုင်ငံပေါင်း62နိုင်ငံကကျောင်းသားပေါင်း939ယောက်ဟာအစိုးရနဲ့ပြည်သူ့မူဝါဒဆိုင်ရာခေါင်းဆောင်မှုဖွံ့ဖြိုးရေးအစီအစဉ်တွေကိုတက်ရောက်ခွင့်ရရှိထားတယ်လို့ Harvard ရဲ့နိုင်ငံတကာရုံး website ရသိရပါတယ်ခင်ဗျာ။ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်AR တိုင်းကြုံပြောင်းမြို့မှာလူငယ်10ယောက်ကျော်ကိုစစ်ကောင်စီတပ်နဲ့ရဲတွေကအိမ်ထဲအထိဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ဇွန်လ23ရက်နေ့ကစတင်ပြီးလူငယ်တွေကိုညာတိုင်းလိုဖမ်းဆီးနေတာဖြစ်ပြီးအောင်ဆန်းရက်ကွက်နဲ့ပင်လုံရက်ကွက်ကလူငယ်တွေအများဆုံးဖမ်းဆီးခံရတယ်လို့ဆိုပါဗျ။ညာတိုင်းဝင်ဆွဲတာအခုတစ်ပတ်အတွင်း10ယောက်ကျော်သွားပြီဖြစ်ကြောင်းဇွန်လ23ရက်နေ့ညကတည်းကဖမ်းဆီးနေတာဖြစ်ကြောင်းဇွန်လ26ရက်ညကလည်း9ယောက်ပါသွားတာကြောင့်အရင်လိုစစ်မှုထမ်းဖို့အလဲကျခေါ်ယူတာတော့မဟုတ်တော့ပဲပေါ်တာဆွဲသလိုလူငယ်တွေရှိတဲ့အိမ်တွေကိုသတင်းထောက်လန်းပြီးစစ်တပ်နဲ့ရဲကဝင်ဆွဲတာလို့ကြုံပြော်မြို့ကန်တယောက်ကပြောပါတယ်။လက်ရှိမှာတပ်သားတစ်ယောက်ကိုချက်သိန်း100ဖြစ်နေတာကြောင့်ရဲနဲ့စစ်သားတွေကလူမှန်ခိုကူးသလိုလူငယ်တွေရှိတဲ့နေရာတွေကိုသတင်းပေးတွေကနေတဆင့်သတင်းထောက်လန်းပြီးညအချိန်မတော်ဝင်ရောက်ဖမ်းဆီးနေတာလို့သိရပါတယ်ခင်ဗျာ။မကွေးတိုင်းကံမမြို့အနီးကကျေးရွာတွေနဲ့ကံမပေါင်မြို့နယ်အဆက်ရွာတွေကအိမ်တွင်းပစ္စည်းတွေကိုစစ်ကောင်စီတပ်ကမှွေနှောက်ယူဆောင်သွားတယ်လို့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်စီကနေသိရပါဗျ။ပခုတ်ကူမြို့တပ်မ101ကနေထွက်လာတဲ့စစ်ကောင်စီရိတ်ခါပို့ရင်နှန်းဟာပခုတ်ကူမြို့ကနေပေါင်မြို့ကိုဥတီလာတာဖြစ်ပြီးဇွန်လ10ရက်နေ့ကစပြီးလမ်းတစ်လျှောက်ကျေးရွာတွေကပြည်သူပိုင်ပစ္စည်းတွေကိုယူဆောင်သွားခဲ့တာလို့ဆိုပါတယ်။အဲ့ဒီနေ့ကစပြီးပစ္စည်းတွေကိုကားနဲ့တည်ထုတ်ပြီးကားနဲ့ကချေရင်စစ်ကြောင်းနဲ့ပါရင်နှန်းရှိရာကိုတည်သွားကြတာလို့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်သတင်းပြန်ကြားရေးဌာနမှူးရဲဘော်မိုးကောင်းက DVB ကိုပြောပါတယ်။အဲ့ဒီရိတ်ခါပို့ရင်နှန်းမှာကားအစီးရေ140အင်အား1000ကျော်နဲ့ကမ္မမြို့ပတ်ဝန်းကျင်ကဂျိုးပြန်ထောင်းညံငုံမဲဇလီရွာတွေကိုဝင်ရောက်ပြီးစံရွှေငွေတွေနဲ့လက်ဝတ်ရတနာတွေကိုမှွေနှောက်ယူဆောင်သွားတာဖြစ်ပြီးလက်ရှိမှာလည်းကံမနဲ့ပေါက်ချမှာတက်ဆွဲနေတယ်လို့သိရပါတယ်ခင်ဗျာ။လိုင်စင်မဲ့ရင်ဖမ်းတာနဲ့စစ်မှုထမ်းခေါ်တဲ့ကိစ္စတွေမှာစစ်ကောင်စီကိုကူညီနေတာရပ်တန်းကရပ်ဖို့မန္တလေးတိုင်းကရက်ကျေးအုပ်ချုပ်ရေးမှုတွေကိုဒေတာရင်း PDF တွေကသတိပေးလိုက်ပါတယ်။သုတချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ။မန္တလေးတိုင်းမှာစစ်ကောင်စီကစီမံချက်နဲ့လိုင်စင်မဲ့ရင်ဖမ်းတာစစ်မှုထမ်းဥပဒေနဲ့တပ်သားတွေစုဆောင်းတာတွေမှာရက်ကျေးအုပ်ချုပ်ရေးမှုတွေပါဝင်ကူညီနေတာပါ။မေလကုန်ပိုင်းမှာလိုင်စင်မဲ့ရင်တွေဖမ်းမှုစီမံချက်ကိုစစ်ကောင်စီကစတင်ခဲ့ပြီးတပ်သားတွေစုဆောင်းတာကိုလည်းလိုချင်တဲ့အရေးအတွက်ပြည့်မီအောင်စီမံချက်ပုံစံဆောင်ရွက်နေတယ်လို့ဒေသတွင် PDF တွေကပြောပါတယ်။မန္တလေးတိုင်းထဲမှာမတရားစစ်မှုတပိတ်ချင်းတောင်သာမြင်းကြံနှထိုးကြီးနယ်တွေမှာနှစ်ဖက်ထိတွေ့မှုတွေရှိနေပြီးစစ်ကောင်စီကအခြေအနေထိန်းနိုင်မှုလေကြောင်းပစ်ကူတွေဇက်တိုက်အသုံးပြုခဲ့ပါတယ်။ကျွန်တော်က9ရက်ဝင်းကျင်မှာဖြစ်သွားတဲ့ဟာတော့တရက်တည်းကိုလေးစစ်ကြိမ်ပေါ့နော်မတရားမျိုးနယ်ကိုလာပြီးတော့စစ်ခတ်တယ်။ဂျက်ဖိုက်တာပါမယ်ဝိုင်းတွဲပါမယ်။စင်ကူးမှာကတော့မြေပြင်ထိတွေ့တိုက်ပွဲဆိုတာဘာမှမရှိဘူး။အဲ့ဒါကိုလေးနဲ့အပြေမောင်းများစွာပြီးတော့တိုက်ခိုက်တာရှိတယ်။စင်ကူးနယ်မှာဆိုလေကြောင်းတိုက်ခိုက်မှုရဲ့စစ်မှတ်တွေကပေးရုံတွေပါတယ်။ကာတင်ကြောင်းတွေပါတယ်ပြီးတော့ဈေးပါတယ်။ဒီလိုချင်းမျိုးနယ်မှာတော့အဲ့ဒီ9မိုင်နဲ့တွင်းငင်ကြတာတော့အပြန်အလှန်ကြည့်လို့မရှိတယ်အကျဉ်းကြီးကြောင်းတက်မှုရှိတယ်မန္တလေးမြို့ပေါ်မှာတော့ကျွန်တော်ကမှန်းပြီးစပြီးတော့နိုင်စင်မဲ့ရင်ပေါ့ဖန်စီဖို့စီမံချက်နဲ့ပတ်သက်ပြီးတော့မန္တလေးမြို့မှာသုံးမိတ်ဆိုင်ကပါမယ်ဆိုင်ကပါမယ်ကားတော့နေပါတယ်ဆိုင်ကြီးများတယ်အမှန်ခံရတယ်တချို့တွင်းကုန်ထုတ်ပုံနဲ့သူရေးပြီးလို့ပြောတယ်ဒီနေ့ကြတယ်လို့လည်းတက်ရတယ်တချို့တွေကသူ့မှုလည်းမျိုးကိုလူကြီးပတ်သက်တာရှိတယ်ဒီကာလအတွင်းမှာပဲသူ့မှုကအပတ်တဲ့14ဆိုပြီးတော့တက္ကသိုလ်ကဖွင့်တော့ကျွန်တော်တွေ့ရတယ်နိုင်စင်မဲ့ရင်ဖန်စီတာနဲ့ရောပြီးတော့အာရမစတာစုဆောင်တယ်ပေါ့နော်တက္ကသိုလ်ကအုပ်ကြီးတွေသူတို့လုပ်ရက်တွေဘုသူ့မှုတန်းအတွက်တရားပေါ်တာဆွဲတဲ့ကိစ္စတွေအဲ့လိုပုံကြီးတွေတက္ကသိုလ်နဲ့ပူးပေါင်းမှုတွေရက်တန့်စေချင်ပါတယ်ရက်တန့်ရက်ပြဖို့တိုက်တွန်းနေပါတယ်မိုးရင်းရောက်လာပြီး AR နဲ့ချင်းတွင်းမြပြင်ကျဲလာချိန်မှာစစ်ကောင်စီကအရင်နှစ်တွေကအတိုင်းရေလန်းခီးကိုအားပြန်ပြုပြီးလက်နက်နဲ့ရိတ်ခါထောက်ပို့နိုင်မှုပြင်ဆင်နေတယ်လို့စကိုင်းဒေသခံ PDF တယောက်ကပြောပါတယ်။မန္တလေးမြို့ကလက်နက်နဲ့ရိတ်ခါထောက်ပို့တွေကို AR နဲ့ချင်းတွင်းမြို့ကိုအသုံးပြုပြီးစကိုင်းနဲ့မကွေးဘက်ကိုပို့နိုင်အောင်စစ်ရေးရင်တွေစမ်းသပ်မောင်းနေတာလမ်းကြောင်းရှင်းအောင်ချင်းချောက်ပစ်ခတ်တာတွေရှိလာတယ်လို့ဆိုပါတယ်။ဒေသခံနေစားဝင်နေရတော့တင်းလုံးတွေနေစားပြီးဆိုတော့ငကူအားတွေလည်းအင်တိုင်းအားတိုက်ကြီးတော့မရှူနိုင်တော့ဘူးများဒီလိုတော့လည်း
ဒီစီလာရဲ့ချိန်ကြတော့ဒီလူတွေလည်းမွေးနေကြပြီအထူးနိုင်မတက်နဲ့ဖြစ်နေကြစစ်တပ်ကလည်းသူတို့မှအားသာကြတာပါလာမိုတာနဲ့ပေါဝင်တာပဲရှိတယ်။နေရတော့ကျွန်တော်လေးလာတဲ့လေးနိုင်ကျွန်တော်တိုက်တဲ့ပုံးနဲ့ပြန်သွားရင်တိုက်နေတာပဲရှိတာဘူး။ဒီရဲဘော်မှန်တယ်များဟိုတော့လေလို့ကြောက်။ပါလာမိုတာနဲ့ပေါဝင်တာပဲရှိတယ်ကြောက်။စစ်တပ်ကလည်းအဲပဲအားကိုးမှာဘူး။သူစစ်ကြောင်းဆိုတာလည်းလူကကျွန်တော်90တရားတွေးကုန်ကြီးရတာကိုခုချိန်မှာသူတို့ညီ900ဆို300ဆိုခိုးသက်စစ်ကြောင်းကိုပြအောင်တက်နိုင်တယ်ဥပမာသူကတော့ empathy သိနေ empathy သိတဲ့ချိန်မှာပုံကူကနေပြီးတော့plan ထုပေးတယ်အဲ့ပေါ့သူရဲ့လက်ကျတော့ဝေးဝေးရောက်တော့လူဝေးရဲ့လက်ကူနေတာမြန်မာနိုင်ငံအလဲပိုင်းမန္တလေးစကိုင်းမကွေးမှာဂျွန်လအတွင်းနှစ်ဖက်ထိတွေ့မှုတွေစတိုက်ရှိခဲ့တဲ့ဆိုပေမဲ့နှစ်ဖက်စစ်ပန်းလာတဲ့အခြေအနေကြောင့်စစ်ရေးအရှိန်အငယ်ရောကျနေပါတယ်။ထိတွေ့မှုများလာတာနဲ့အမျှနှစ်ဖက်စလုံးမှာလက်နက်နဲ့ရိတ်ခါလိုအပ်ချက်မြင့်မားနေပြီးအရှိန်ယူစောင့်ကြည့်တဲ့ကာလဖြစ်တယ်လို့ဒေသတွင် PDF တွေကမှတ်ချက်ပေးပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါမြောက်ကိုရီးယားဟာဇွန်လသို့မဟုတ်ဩဂုတ်လမှာယူကရိန်းစစ်ပွဲမှာတိုက်ခိုက်ဖို့အတွက်ရုရှားနိုင်ငံကိုနောက်ထပ်တပ်ဖွဲ့ဝင်တွေကိုထပ်မံပေးပို့နိုင်ပြီးပြုံယမ်းဟာရုရှားနိုင်ငံကိုလက်နက်တွေဆက်လက်ထောက်ပံ့နေတယ်လို့ထောက်လှမ်းရေးအေဂျင်စီရဲ့တင်ပြချက်ကိုကိုးကားပြီးတောင်ကိုရီးယားလွှတ်တော်အမတ်တွေကဇွန်လ26ရက်နေ့မှာပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံဟာဇွန်လသို့မဟုတ်ဩဂုတ်လမှာယူကရိန်းကိုကြီးမားတဲ့ထိုးစစ်ဆင်မှုအဆင်သင့်ဖြစ်နေပြီလို့အမျိုးသားထောက်လှမ်းရေးဌာန NIS ကယူဆကြောင်းတောင်ကိုရီးယားပါလီမန်အမတ်အီဆွန်ဂွမ်ကတကားပိတ်ရှင်းလင်းပွဲအပြီးမှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားဟာအမြောက်ကြီးစံတွေနဲ့ဒုံးကျည်တွေအီလက်ထရောနစ်အတားအဆီးပစ္စည်းတွေနဲ့ရုရှားစီစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပေးတဲ့အတွက်ပြုံယမ်းကလည်းရုရှားစီကနေဂျိုဒုပြစ်လွတ်မှုတွေနဲ့ဒုံးကျည်လက်ညွန်စနစ်တွေအကြောင်းနည်းပညာဆိုင်ရာအကြံဉာဏ်တွေကိုလက်ခံရဝယ်ရှိတယ်လို့အမျိုးသားထောက်လှမ်းရေးဌာန NIS တင်ပြချက်ကိုကိုးကားပြီးတောင်ကိုရီးယားပါလီမန်အမတ်အီဆွန်ဂွမ်ကပြောကြားခဲ့ပါတယ်ခင်ဗျာ။ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်နိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံထားတဲ့ရုရှားနိုင်ငံကဦးဆောင်တဲ့ EU မှာအဖွဲ့ဝင်နိုင်ငံဖြစ်ခွင့်ပေးရန်အတွက်ပြည်ပဆိုင်ရာဒဏ်ခတ်မှုခံနေရတဲ့မင်းအောင်လှိုင်ကပန်ကြားလိုက်ပါတယ်အကြမ်းဖက်စစ်အုပ်စုကကလေးငယ်တွေပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှုတွေမြင့်တက်လာနေတဲ့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကကာကွယ်ပေးရန်တောင်းဆိုတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့နိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံထားတဲ့ရုရှားနိုင်ငံကဦးဆောင်တဲ့ Eurasian Economic Union EAEU မှာအဖွဲ့ဝင်နိုင်ငံဖြစ်လို့တယ်လို့ဘဝတူအရေးယူဒဏ်ခတ်မှုခံနေရတဲ့မင်းအောင်လှိုင်ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဘယ်လာရုစ်သမ္မတနိုင်ငံမှာပြုလုပ်တဲ့စတုတ္ထအကြိမ်ဥရောပအာရှစီးပွားရေးဖိုရမ်ရဲ့မျက်နှာစုံညီအစည်းအဝေးမှာမင်းအောင်လှိုင်ကအခုလိုပြောဆိုလာတာလည်းဖြစ်ပါတယ်။မင်းအောင်လှိုင်ကမြန်မာနိုင်ငံအနေနဲ့ဥရောပအာရှစီးပွားရေးသမဂ္ဂ EAEU ရဲ့မိသားစုအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့များစွာစိတ်အားထက်သန်နေရလို့လည်းဆိုထားပါတယ်။မြန်မာနိုင်ငံကိုဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့လေ့လာသူနိုင်ငံအဖြစ်စောလင်စွာပါဝင်နိုင်ရေးအတွက်ထောက်ခံဆောင်ရွက်ပေးဖို့အလေးအနက်မေတ္တာရက်ခံလိုအပ်ကြောင်းလည်းထုတ်ဖော်ပြောဆိုသွားတာဖြစ်ပါတယ်။အဲဒီဥရောပအာရှစီးပွားရေးသမဂ္ဂဟာရုရှားနိုင်ငံကဦးဆောင်က2015ခုနှစ်မှာထူထောင်ခဲ့တာဖြစ်ပြီးရုရှားဩဇာခံနိုင်ငံတွေဖြစ်ကြတဲ့ကာဇက်စတန်နိုင်ငံ၊ကာဂျစ်စတန်နိုင်ငံ၊အာမေးနီးယားနဲ့ဘယ်လာရုစ်နိုင်ငံတို့ပါဝင်ကြတာလည်းဖြစ်ပါတယ်။ဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့ဖိုရမ်တွေအစည်းအဝေးတွေနဲ့သဘောတူညီချက်တွေမှာအမေရိကန်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုကပါဝင်ခြင်းမပြုကြသလိုပူးပေါင်းဆောင်ရွက်တာလည်းမပြုကြဘူးလို့လည်းနိုင်ငံတကာသတင်းတွေရသိရပါတယ်။လက်ရှိအခြေအနေအရယူကရိန်းကိုရုရှားကကျူးကျော်စစ်ပွဲဆင်နွှဲနေတာကြောင့်အမေရိကန်နဲ့ဥရောပသမဂ္ဂအပါအဝင်စီးပွားရေးအင်အားကြီးအနောက်နိုင်ငံကြီးတွေကရုရှားကိုစီးပွားရေးပိတ်ဆို့ထားတာဖြစ်ပြီးအဲ့ဒီစီးပွားရေးပိတ်ဆို့မှုတွေကိုကျော်လွှားနိုင်ဖို့အတွက်ရုရှားနိုင်ငံကနီလန်အမျိုးမျိုးနဲ့စ조사ရုံးကန်နေရတာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာအကြမ်းဖက်စစ်အုပ်စုကကလေးငယ်တွေပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှုတွေမြင့်တက်လာမှုပေါ်ကုလသမဂ္ဂလုံခြုံရေးကောင်စီကကာကွယ်ပေးဖို့အတွက်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကတောင်းဆိုလိုက်ပါတယ်။ဇွန်လ26ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်လုံခြုံရေးကောင်စီမှာကလေးငယ်များနဲ့လက်နက်ကင်ပဋိပက္ခခေါင်းစဉ်နဲ့ဓာတ်ဖွင့်အစည်းအဝေးမှာတမ်မတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်
မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလကတည်းကနေမတရားဆရာနာသိမ်းခဲ့ခြင်းကနေစတင်ကကလေးငယ်တွေပေါ်ကျူးလွန်တဲ့ကြီးလေးတဲ့ချိုးဖောက်မှုတွေဟာတိတိတသာမြင့်တက်လာခဲ့တယ်လို့လည်းဆိုထားပါတယ်။ကလေးငယ်တွေထိခိုက်အောင်ကျူးလွန်တဲ့တရားခံကစစ်အုပ်စုဖြစ်တယ်ဆိုတာဟာအငင်းပွားဖွယ်ရာမရှိပဲမြန်မာနိုင်ငံကကလေးငယ်တွေအနေနဲ့အခြေခံကျတဲ့ပညာသင်ယူခွင့်နဲ့ကျန်းမာရေးဆိုင်ရာအခွင့်အရေးတွေကိုဆုံးရှုံးနေတဲ့အပြင်စစ်တပ်ကကျူးလွန်နေတဲ့ရဲဆက်ကြမ်းကြုတ်မှုတွေရဲ့ဒဏ်ကိုလည်းအချိုးမညီမျှစွာခါးစည်းခံရတာဟာရှင်းလင်းမြင်သာနေရလို့လည်းတာမန်ကြီးဦးကျော်မိုးထွန်းကပြောပါတယ်။ဒါကြောင့်ကုလသမဂ္ဂရဲ့ပင်မအဖွဲ့အစည်းတစ်ခုဖြစ်တဲ့နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးအတွက်အဓိကတာဝန်ရှိတဲ့လုံခြုံရေးကောင်စီအနေနဲ့အရေးပါတဲ့အခမ်းကဏ္ဍကပါဝင်သင့်တယ်လို့လည်းဦးကျော်မိုးထွန်းကထောက်ပြပြောဆိုထားပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကကလေးငယ်တွေအသက်အန္တရာယ်ဆုံးရှုံးနေတာနဲ့အနာဂတ်ပျောက်ဆုံးနေရတွေကိုကာကွယ်ပေးရန်လုံခြုံရေးကောင်စီအနေနဲ့မဆိုင်မတွလှုပ်ဆောင်တင်တယ်လို့ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့နိုင်ငံတကာအသိုက်အဝန်းအနေနဲ့မြန်မာကလေးငယ်တွေပေါ်နောက်တစ်ချိန်မပြတ်ကွက်ဖို့အတွက်အလေးနဲ့ထားတောင်းဆိုလိုပြီးပြတ်သားစွာလှုပ်ဆောင်ပေးစေလိုကြောင်းကိုလည်းဦးကျော်မိုးထွန်းကကုလသမဂ္ဂလုံခြုံရေးကောင်စီမှာတောင်းဆိုလိုက်ပါတယ်ရှင်။ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းပလောမြို့နယ်ကြောက်ကွာရွာကပြူစောတီစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်သားအလောင်း3လောင်းနဲ့တနက်5လက်ကိုသိမ်းဆည်းရရှိခဲ့လို့ဗိတ်ခရန်အမှတ်1တရင်ကတာဝန်ရှိသူတို့ကပြောပါတယ်။ဇွန်လ29ရက်နေ့မနေ့အစောပိုင်းကပလောမြို့နယ်ကြောက်ကကျွော်ကအကြမ်းဖက်စစ်တပ်လက်အောက်ခံပြူစောတီစခန်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုဟာ15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားအလောင်း3လောင်းကိုသိမ်းဆည်းရရှိခဲ့ပြီးကျန်စစ်သားတွေနဲ့ပြူစောတီတွေထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်သားတွေစီကနေလက်လက်ခရမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ဆက်လက်ပြီးတော့တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်မင်းတပ်ရွာဖုံးရင်ကျောင်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်တပ်ဘက်က9ဦးသေသွားပြီးလက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရရှိခဲ့တယ်လို့ KNU ဗိတ်တဝယ်ခရိုင်ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ26ရက်နေ့ကမင်းတပ်ရွာဖုံးရင်ကျောင်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေကို KNL တရင်စနစ်လက်အောက်ခံတက်ခွဲနှစ်နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုဝင်ရောက်တိုက်ခိုက်ပြီးရဲ့နောက်မှာညနေ3နာရီလောက်မှာတော့မင်းတပ်ရွာကို KNL တက်ခွဲနှစ်နဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်နိုင်ခဲ့တာဖြစ်ပြီးမင်းတပ်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေဟာဝင်းဝတပ်စခန်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့လည်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်တပ်သား9ဦးဟာသေသွားတာဖြစ်ပြီးစစ်သုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့လို့လည်းသိရပါတယ်ရှင်။ဒီတစ်ခါမှာတော့ရှမ်းပြည်နယ်ကီနီပြည်အဆက်ဖေခုံမြို့နယ်စောင်းနန်းကဲကျွော်ကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်တပ်နဲ့ PNO ပြည်သူစစ်တွေကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာ PNO ကတက်ခွဲမှုဗိုလ်ကြီးနောက်ဆိုင်ဟာတေသွားတယ်လို့ဖေခုံ PDF တပ်ဖွဲ့အမှတ်13336တရင်ကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ဇွန်လ26ရက်နေ့ကဖေခုံမြို့နယ်စောင်းနန်းကဲကျွော်အတွင်းတပ်ဆွဲထားတဲ့စစ်သားတွေနဲ့ PNO ပြည်သူစစ်တွေကိုဖေခုံ PDF အမှတ်13336တရင် drone တပ်ဖွဲ့က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရမှာ PNO ပြည်သူစစ်တပ်ဖွဲ့ကတက်ခွဲမှုဗိုလ်ကြီးနောက်ဆိုင်ဟာတေသွားတာဖြစ်တယ်လို့9ဦးထက်မနည်းလဲဒဏ်ရာရှိခဲ့လို့လည်းသိရပါတယ်စစ်တပ်ဟာစောင်းနန်းကဲကျွော်အတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မကွေးတိုင်းပခုတ်ကူကနေပေါ့မြို့နယ်ဘက်ကိုစစ်အင်အား1000ကျော်နဲ့ရိတ်ခါလာပိုးတဲ့စစ်တပ်စစ်ကြောင်းဟာကျေးရွာတွေကိုမီးရှို့ဖျက်ဆီးလူရဲနေရလို့ People Democratic Army PDA အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်။ဇွန်လစမ်းပိုင်းကနေစတင်ပြီးပခုတ်ကူတပ်မှ101ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့အင်အား1000ကျော်ပါတဲ့ရိတ်ခါပို့ရင်တန်းဟာပခုတ်ကူမြို့ကနေပေါ့မြို့ကိုဥတီရွေလာနေပြီး
လမ်းတစ်လျှောက်ကကျွေးရတွေကိုစစ်ကြောင်းထိုးကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူလူရတာတွေပြုလုပ်နေတာဖြစ်ပြီးပြည်သူအချို့ကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးထားလို့ PDA အဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကြောင်းဟာကံမမြို့ပေါ်နဲ့အနီးကကျွေးရတွေကိုဝင်ရောက်ကနေအိမ်တွေအတွင်းကပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူနေတယ်လို့လည်းသိရပါတယ်အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာပေါက်မြို့ကိုဦးတည်ပြီးကားအစီးရေ140ကျော်နဲ့စစ်ကောင်စီတပ်သားလူအင်အား1000ကျော်ပါဝင်နေတယ်လို့လည်းသိရပါတယ်။အဲဒီလိုစစ်ကြောင်းထိုးကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာကြောင့်ရွာပေါင်း20နီးပါးကပြည်သူ1000နီးပါးဟာစစ်ပေးရှောင်နေရတယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မမြပါ။မင်္ဂလာပါခင်ဗျ။ရန်ကုန်ခေတ်ကနေဒီနေ့လည်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာတင်မောတာလောက်ကိုင်းနဲ့စစ်မှုနဲ့တင်းရှောင်ဖို့ပြပထွက်ခွာသူများလာတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဂျက်ဖက်စစ်ကောင်စီကအသက်25နှစ်အထက်လူငယ်တွေကိုတင်မောတာအလုပ်လုပ်ခွင့်မပေးတော့ဘဲပိတ်ပင်လိုက်ပြီးဆိုပါတယ်မန္တလေးတိုင်းပြောပွဲမြို့နယ်ကအဂျက်ဖက်စစ်ကောင်စီရဲ့ညောင်ကုန်းရက်စခန်းအနီးစက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကအရာခံဗိုလ်တအုပ်အပါအဝင်4ဦးကတော့အတိအသီးသိကုန်ကြတဲ့အပြင်သူတို့စီကနေတနက်3လက်နဲ့မသားအလောင်းတွေပါရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာတင်မောသားအလုတ်ကိုင်းနဲ့စစ်မှုထမ်းတိန့်ရှောင်ဖို့ပြပထွက်ခွာသူများလာတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အကြက်ဖက်စစ်ကောင်စီဟာအသက်25နှစ်အထက်လူငယ်တွေကိုတင်မောသားအလုတ်လုပ်ခွင့်မပေးတော့ဘဲပိတ်ပင်လိုက်ပြီလို့ရန်ကုန်မြို့အခြေစိုက်တင်မောသားအလုတ်ကိုင်း agency တင်တန်းကျောင်းတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့အကြက်ဖက်စစ်ကောင်စီလက်အောက်ခံရေချောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကနေအခုလာမယ့်2025ခုနှစ်ဇူလိုင်လ1ရက်နေ့ကစပြီးမြန်မာနိုင်ငံမှာအသက်25နှစ်အထက်လူငယ်တွေကိုတင်မောသားအလုတ်လုပ်ခွင့်မပေးတော့ဘဲပိတ်ပင်လိုက်ပြီလို့အတိအလင်းထုတ်ပြန်ကြေညာလာတယ်ဆိုပါတယ်အကြက်ဖက်စစ်ကောင်စီရဲ့အကြောင်းပြချက်ကတော့သူတို့အနေနဲ့မြန်မာနိုင်ငံမှာအသက်25နှစ်အထက်လူငယ်တွေကိုတင်မောသားအလုတ်လုပ်ခွင့်မပေးဘဲပိတ်ပင်တာဟာလူငယ်တွေကအမှန်တကယ်တင်မောလိုက်ဖို့မဟုတ်ဘဲပြည်ပကိုအကြောင်းမျိုးမျိုးနဲ့ထွက်ချင်လို့တင်မောသားအဖြစ်ဝင်ရောက်ရှောက်ထားနေကြတဲ့ဆိုပြီးပြောထားတယ်လို့ပြည်ပကိုရောက်တော့လဲတင်မောပေါ်မှာဆက်လက်တာဝန်မထမ်းချင်ပဲသူတို့နေကျင်တဲ့နိုင်ငံတွေရောက်ရင်ခုံချကြတာတွေပါလုံနေကြတာကြောင့်အခုလို့သူတို့စစ်ကောင်စီဘက်ကအသက်25နှစ်အထက်လူငယ်တွေကိုတင်မောသားအလုပ်လုပ်ခွင့်မပေးဘဲပိတ်ပင်လိုက်တာဆိုပြီးစစ်ကောင်စီကိုယ်တိုင်သတင်းထုတ်ပြန်ထားပါတယ်ဒါနဲ့ပတ်သက်ပြီးရန်ကုန်မြို့အခြေစိုက်တင်မောသားအလုပ်ကိုင် agency တင်တန်းကျောင်းတွေကမှတ်ချက်ပြုထားတာကတော့လက်ရှိစစ်ကောင်စီကပြပထွက်အလုပ်လုပ်မဲ့လူငယ်တွေကိုထွက်ခွင့်မပေးဘဲသူတို့စစ်တပ်အတွက်စစ်မှုထမ်းဖို့ပုံစံမျိုးစုံနဲ့ပိတ်ပင်ထားတာဖြစ်တဲ့အတွက်အဲ့ဒီလူငယ်တွေဟာတင်မောသားအလုတ်အကင်နဲ့ပြပထွက်ဖို့ကြိုးစားလာကြတဲ့အချိန်မှာအခုလိုစစ်ကောင်စီကတင်မောသားအလုတ်အကင်ဘက်ကူပါအသက်25နှစ်အထက်လူငယ်တွေကိုတင်မောသားလုတ်ခွင့်မပေးပဲလိုက်ပိတ်နေတာဖြစ်တယ်လို့အဓိကကတော့စစ်မှုထမ်းတင်းရှောင်မှုတွေများလာတဲ့အတွက်ရတဲ့နီးနဲ့လိုက်ပိတ်နေတာဖြစ်တယ်လို့တင်မောသား agency တင်တန်းကျောင်းတွေကသုံးသပ်ပြောဆိုထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့ရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်နဲ့လမ်းစုံဂိတ်တွေမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရဲတွေရဲ့ငွေညှစ်တောင်းရမှုတွေဟာပုံမဆိုးရွားလာနေပြီးပြည်သူတွေကိုရိုက်နှက်ဆဲဆိုတဲ့အထိရန်ကားလာကြတယ်လို့ခီးသွွားပြည်သူအများစုကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့လက်ရှိရန်ကုန်တိုင်းအဝင်အမှတ်3ဂိတ်အပါအဝင်ရန်ကုန်မန္တလေးအမြန်လမ်းအဝင်နဲ့ပဲခူးလမ်းဟောင်းလမ်းစုံဂိတ်တွေမှာပါအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ရဲတွေရင်တိန်ရဲတွေစစ်တလောက်ခံအဖွဲ့တွေဟာခီးသွွားပြည်သူတွေကိုစစ်ဆေးတဲ့အချိန်ငွေညှစ်တောင်းရတာတွေလုပ်နေပြီးသူတို့တောင်းတာမပေးတဲ့ပြည်သူတွေကိုဆိုကားပေါ်ကဆင်းခိုင်းပြီးတော့ဆဲဆူရိုက်နှက်တာတွေအထိလုပ်နေကြတယ်ဆိုပါတယ်အဲ့ဒီဂိတ်တွေမှာပြည်သူတွေစီကနေရဲတွေကလူတယောက်ကိုအနည်းဆုံး9000ကနေစတောင်းပြီးခြေလင်းစစ်သားကကားစီးကို1000တောင်းတဲ့အပြင်နောက်ထပ်တခြားယူနီဖောင်းဝတ်ထားတဲ့စစ်သားတွေကငွေကျပ်1000ခွဲကနေ3000အထိကားပေါ်မှာပါလာတဲ့လူအရေးအတွက်အတိုင်းတောင်းနေရုံနဲ့မကလာဝကနဲ့ဆက်ရဖအဖွဲ့တွေကလည်း9000စီထပ်တောင်းနေကြတာတွေဟာအဲ့ဒီဂိတ်တွေမှာတဲ့သူတို့စစ်တပ်ဌာနဘောင်းဆောင်ကပြည်သူတွေစီကနေဝိုင်းတောင်းနေကြတာဖြစ်တယ်လို့ခီးသွွားပြည်သူတွေကရှင်းပြထားပါတယ်အဲ့ဒီလိုသူတို့စစ်တပ်အဖွဲ့တွေတောင်းတဲ့ငွေကိုမပေးတဲ့ပြည်သူတွေကိုဆိုဖုန်းတွေတောင်းပြီးစစ်တာတွေထောက်ခံစာမေးတာတွေလူငယ်တွေဆိုရင်တော့ကိုထိလက်ရောက်ရိုက်နှက်ဆဲဆိုတာတွေအထိလုပ်ပြီးတော့တော်တော်ကိုရန်ကားနေကြတယ်လို့ခီးသွွားပြည်သူအများစုကပြောထားကြပါတယ်အဲ့ဒီစစ်တပ်ဂိတ်တွေမှာတိုင်ကြားနိုင်သည်ဆိုတဲ့ဖုန်းနံပါတ်တွေနဲ့လိပ်စာတွေကိုရေးထားပြီးတကယ်တိုင်ကြားတော့လေဘာတစ်ခုမှအရေးယူမှုမရှိဘူးလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာ
ဖက်မှာတော့မန္တလေးတိုင်းပျော်ပွဲမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ညောင်ကုန်းရက်စခန်းနီးစက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လာရင်းတွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကရာဂန်ဘူတအူအပါဝင်၄ဦးကတော့အသီးသီးသိကုန်ကြတဲ့အပြင်သူတို့စီကနေတနက်3နှစ်နဲ့မသာလောင်းတွေပါရရှိထားတယ်လို့အောင်စမ်းမြေအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်တစ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလည်းပြစ်ခတ်မှုအတွင်းအတုံးယုံသေနေကြတဲ့စစ်သားတွေရဲ့မသာလောင်းပုံတွေကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့ဇွန်လ26ရက်နေ့ကပဲပျော်ပွဲမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ညောင်ကုန်းရက်စကန်အနီးစက်ကြီးကောက်နေတဲ့စစ်ကောင်စီတပ်သားရဲနဲ့ပြူစောတီတွေကိုဒေါ်လာရင်းတပ်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအရာကန်ဘိုးတအူအပါဝင်၄ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးကြံတဲ့သူတွေကထွက်ပြေးသွားကြသလိုအဲ့ဒီစစ်သားမသားအလောင်းတွေစီကနေတနက်3လက်ကိုပါတော်လိုင်းတပ်တွေကတပါးတဲ့တင်းစီရရှိခဲ့တယ်လို့အောင်စမ်းမြေအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာလေမကွေးတိုင်းကကံမမြို့အနီးရောက်လာတဲ့အချက်ပတ်စစ်ကောင်စီတပ်ရဲ့ရိတ်ခါပူရင်နှန်းကိုဗီဒီယိုတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ခြင်းမှုအတွင်းမိုင်းထိပျက်စီးထားတဲ့မြေတူးဆက်တစည်းကိုတော်လိုင်းတပ်တွေကတင်းစီရရှိထားသလိုစစ်ကောင်စီတပ်သား2ဦးလည်းအလင်းဝင်ရောက်လာကြတယ်လို့ကမ်မဒေတာတော်လိုင်းတပ်ပေါင်းစုရဲ့တာဝန်ရှိသူတို့ကရန်ကုန်ကစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့အခုဇွန်လတဲမှာပဲအချက်ပတ်စစ်ကောင်စီတပ်ရဲ့ပကုတ်ကူတပ်မ101ကနေထွက်လာတဲ့စစ်ကောင်စီတပ်ရဲ့ရိတ်ခါပူရင်နှန်းဟာကမ်မမြို့အနီးရောက်လာတဲ့အချိန် PDF တပ်ဖွဲ့တွေကနေ့စဉ်လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုတွေအတွင်းလမ်းမှာမိုင်းထိပျက်စီးထားတဲ့မြေတူးဆက်တစည်းကိုတော်လိုင်းတပ်တွေကတင်းစီရရှိထားသလိုစစ်ကောင်စီတပ်သား2ဦးဟာလည်းဇွန်လ24ရက်နေ့ကပဲတော်လိုင်းတပ်တွေစီမှာအလင်းဝင်ရောက်လာကြပြန်တယ်လို့ကမ်မဒေတာတော်လိုင်းတပ်ပေါင်းစုရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။တစ်ဖက်မှာလေမကွေးတိုင်းပွင့်ဖြူမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးသူတို့စစ်သားမပါလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုမကွေးစိတ်ရုံဘက်အသေးအံတည်သွားကြတယ်လို့ပွင့်ဖြူမြို့နယ်ပကဖအဖွဲ့ကပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ24ရက်နေ့ကပဲပွင့်ဖြူမြို့နယ်အတွင်းဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာရင်းတပ်တွေကထိတ်အိုင်ကျေးရွာအနီးအရောက်မှာဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား6ဦးကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်သူတို့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုမကွေးစေးရုံဘက်အသေးအံတည်သွားကြတယ်လို့ပွင့်ဖြူမြို့နယ်ပကပအဖွဲ့ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့စကိုင်းတိုင်းရွှေဘိုမြို့နယ်ကစိတ်ခွန်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဆိုင်ကယ်စီးလာတဲ့ခီးသွားပြည်သူ2ဦးကိုဖမ်းဆီးပြီးပါလာတဲ့ငွေကျပ်300နဲ့ဆိုင်ကယ်ကိုပါလူရဲ့သိမ်းဆည်းသွားတယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ခံကရန်ကုန်ကစ်တီကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ23ရက်နေ့ကပဲရွှေဘုံမြို့နယ်ကစိတ်ခွန်ကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကဆိုင်ကယ်စီးလာတဲ့ခီးသွားပြည်သူအမျိုးသား2ဦးကိုတားဆီးပြီးတော့ဖမ်းဆီးတဲ့အချိန်မှာခီးသွားပြည်သူတွေစီမှာပါလာတဲ့ငွေကျပ်300လဲတွေ့ရောငွေတွေရောဆိုင်ကယ်ကိုပါလူရဲ့သိမ်းဆည်းလိုက်ကြတယ်ဆိုပါတယ်အဲဒီနောက်ပြည်သူ2ဦးကိုသူတို့စစ်တပ်ဂိတ်မှာတနေကုန်ဒူးထောက်ခိုင်းထားပြီးညနေပိုင်းရောက်တော့မှအဲဒီစစ်သားတွေဟာသူတို့ကလူတက်တဲ့အဖွဲမဟုတ်တဲ့အတွက်မင်းတို့သွားလို့ရပြီးပါလာတဲ့ပတ်စံတွေနဲ့ဆိုင်ကယ်ကိုတော့ထားခဲ့ရမယ်ပြောပြီးပြန်လွှတ်လိုက်တယ်လို့ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါမင်္ဂလာပါခင်ဗျရန်ကုန်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လူလူကောင်ဆောင်ဒေါ်ဆတ်စုကြည်ကိုအကြမ်းဖက်စစ်ကောင်စီကနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီးသူမသွားတဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပြီမဲ့စေကူတာကိုအပြည့်အဝမပေးပဲစစ်တပ်ကရည်ရွယ်ချက်ရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာ Prison Witness ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကပြောပါတယ်DNL သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေရမှာစစ်မှုထမ်းတပ်သားအသစ်တွေကိုမူရစ်ဆေးတွေကျွေးပြီးအသေးခံတိုက်ခိုင်းနေတယ်လို့သူတို့စစ်တပ်ဘက်ကထွက်ပြေးလာတဲ့စစ်သားတွေကိုပါတော်လိုင်းတပ်တွေကကဲထုတ်ပေးနေရတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူလူကောင်ဆောင်ဒေါ်ဆတ်စုကြည်ကိုအကြမ်းဖက်စစ်ကောင်စီကနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာဖမ်းဆီးချုပ်နှောင်ထားပြီးသူမသွားတဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပြီမဲ့စေကူတာခွင့်အပြည့်အဝမပေးဘဲစစ်တပ်ကရည်ရွယ်ချက်ရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့
မြန်မာ Prison Witness ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိမှာတော့ဒေါ်ဆာစုကြည်ကိုအကြမ်းဖက်စစ်ကောင်စီကနေပြီးတော့အချုပ်ထောင်နဲ့14မိုင်အကွာကသူတို့စစ်တပ်ရဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာမှာလုံခြုံရေးတင်းတင်းကြပ်ကြပ်နဲ့မတရားဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုပါတယ်လက်ရှိမြန်မာ Prison Witness အဖွဲ့ရဲ့စုံစမ်းအတည်ပြုချက်အရလူတကောင်ဆောင်ဒေါ်ဆာစုကြည်ချုပ်နှောင်ခံထားရတဲ့နေရာကိုလက်ရှိချိန်မှာစစ်တပ်ရဲ့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူကွက်ကဲနေပြီးသူမအတွက်အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ထောင်ဝင်စာအတွေ့ခွင့်လည်းမရှိတဲ့အပြင်အကျဉ်းသားအခွင့်အရေးတွေပါချိုးဖောက်ခံနေရပြီးလက်ရှိဒေါ်ဆာစုကြည်မှာသွားနဲ့နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာတွေခံစားနေရပေမဲ့စေကူတာခွင့်အပြည့်အဝမပေးပဲစစ်တပ်ကရွေးချက်ရှိညှဉ်းပန်းနှိပ်စက်နေတယ်လို့မြန်မာ Prison Witness ရဲ့ဒုတိယပြန်ကြားရေးတာဝန်ခံမဆူးငယ်ကပြောထားပါတယ်အဲ့ဒီလိုအကျဉ်းထောင်ထဲမှာလူတကောင်ဆောင်ဒေါ်ဆာစုကြည်ရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးမြန်မာ Prison Witness အဖွဲ့နဲ့အတူယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေမိဖက်အဖွဲ့အစည်းတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့မှအခုလိုသတင်းထုတ်ပြန်ရတာဖြစ်တယ်လို့လည်းမဆူးငယ်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ DNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေရမှာစစ်မှုထမ်းတပ်သားအသစ်တွေကိုမူရစ်ဈေးတွေကျွေးပြီးအသေးခံတိုက်ခိုင်းနေတယ်လို့သူတို့စစ်တပ်ဘက်ကထွက်ပြေးလာတဲ့စစ်သားတွေကိုပါတော်လှန်ရေးတပ်တွေကကဲထုတ်ပေးနေရတယ်လို့ DBLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်လက်ရှိ DNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်ကိုပြန်လဲသိမ်းပိုက်မယ်ဆိုပြီးစစ်ကြောင်းထိုးလာလိုက်အထိနာပြီးပြန်ဆုတ်သွားလိုက်လုံနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာစစ်ကြောင်းထိုးတဲ့အချိန်တွေမှာစစ်မှုထမ်းတပ်သားအသစ်တွေကိုမူရစ်ဆေးတွေကျွေးပြီးအသေးခံတိုက်ခိုင်းနေရမှာအဲ့ဒီစစ်မှုထမ်းတပ်သားအသစ်တွေနဲ့စစ်သားတွေဟာအစုလိုက်အပြုံလိုက်တက်လာလေ DNL ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်ချေမှုန်းမှုတွေအတွင်းအစုလိုက်အပြုံလိုက်ကိုတင်နေကြတယ်ဆိုပါတယ်အဲ့ဒီလိုစစ်တပ်ဘက်ကအသေးများနေလေအဲ့ဒီသူတို့စစ်သားမသားအလောင်းတွေကိုကြော်ခွပြီးအရှိကိုအသေးခံတက်တိုက်ခိုင်းနေရမှာအဲ့ဒီလိုတက်လာတဲ့စစ်သားတွေဟာဘာမှမသိတဲ့ပုံစံနဲ့စစ်မှုထမ်းတပ်သားအသစ်အများစုဖြစ်နေပြီးမူရစ်ဈေးတွေကျွေးထားတဲ့အတွက်တေမဲ့လမ်းကိုတိတိကြီးနဲ့အသေးခံတက်လာကြတာဖြစ်တယ်လို့တက်လာတိုင်းနဲ့အတုံးယုံတေနေကြတာဖြစ်တယ်လို့လက်ရှိနောင်ချိုမြို့နယ်ကရှေ့တန်းတိုက်ပွဲတွေမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကို DBLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ဒါအပြင်အဲ့ဒီရှေ့တန်းမှာတိုက်နေရင်းနဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကနေကိုလိုယုံထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားအသစ်တွေဟာလည်းဒေါ်လာရေးတပ်တွေနဲ့ချိတ်ဆက်ပြီးသူတို့ကိုကဲ့တင်ပေးဖို့ပြောလာတဲ့အတွက်ဒေါ်လာရေးတပ်တွေကအဲ့ဒီတပ်သားအသစ်တွေကိုပါကဲ့ထုတ်ပေးနေရတာဟာအခုဆိုရင်တပ်သားတစ်10ဦးထက်မနည်းကိုကဲ့ထုတ်ပေးထားရတယ်လို့လည်း DBLA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတစက်ထဲမှာပဲ DNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်မှာထိုးစစ်ဆင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာဒေါ်လာရေးတပ်တွေကိုမနိုင်တာနဲ့ရသပြည်သူတွေနေထိုင်ရာခြေရွာတွေကိုလေကြောင်းကရောလက်နက်ကြီးနဲ့ရောပစ်ခတ်တိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေတယ်လို့ DNL ကထုတ်ပြန်ထားပါတယ်လက်ရှိ DNL သိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ DNL ပူးပေါင်းတပ်တွေအကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေရမှာစစ်ကောင်စီတပ်ဟာဒေါ်လာရေးတပ်တွေကိုမနိုင်တာနဲ့နောင်ချိုမြို့နယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာနောင်ဖာညံတော်လုံဆန်အုံမခါနဲ့နောင်လင်းကျေးရွာတွေကိုလေကြောင်းကရောလက်နက်ကြီးနဲ့ပါဘုံကျဲပစ်ခတ်တိုက်ခိုက်နေတယ်ဆိုပါတယ်လက်ရှိအချိန်ထိတော့ DNL ပူးပေါင်းတပ်တွေဟာဇွန်လအကုန်ထိအပြည့်ရဲ့ကြီးညာထားတဲ့ဂတိအတိုင်းထိုးစစ်မလုပ်ဘဲခုခံစစ်နဲ့သာပြန်လည်တိုက်ခိုက်နေပြီးစစ်ကောင်စီကတော့သူတို့ကိုယ်တိုင်ဇွန်လအကုန်ထိအပြည့်ရဲ့ကြီးညာထားပြီးမြဲဒေါ်လာရေးတပ်တွေရဲ့အပြည့်ရဲ့ကြီးညာမှုကိုအခွင့်ကောင်းယူပြီးထိုးစစ်စင်တာတွေဇက်တိုက်လာလုပ်နေတာဖြစ်တယ်လို့ DNL ကထုတ်ပြန်ထားပါတယ်ခင်ဗျတစ်ဖက်မှာတော့မန္တလေးတိုင်းကနထိုးကြီးမြို့နယ်မှာ PDF ရဲဘော်တွေအဖြစ်တာဝန်ထမ်းဆောင်ဖို့ဆိုပြီးဝင်ရောက်လာတဲ့အသက်မပြည့်သူလူငယ်၄ဦးကိုဒေါ်လာရေးတပ်ဖွဲ့တွေကအဲ့ဒီလူငယ်တွေရဲ့မိဘအုပ်ထိန်းတဲ့သူတွေစီပြန်လဲအနှံပေးခဲ့တယ်လို့မြင်းညံခရိုင်ပကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ20ရက်နေ့ကပဲနထိုးကြီးမြို့နယ်မှာနေတဲ့အသက်15နှစ်အရွယ်နဲ့18နှစ်အရွယ်လူငယ်၄ဦးဟာ PDF တပ်ဖွဲ့ဝင်အဖြစ်ထမ်းဆောင်ခြင်းလို့ဆိုပြီးဒေါ်လာရေးတပ်ဖွဲ့စီကိုဆက်သွယ်ပြီးတော့ဝင်ရောက်လာကြတယ်ဆိုပါတယ်အဲ့ဒီနောက်လူငယ်၄ဦးဟာတော်လိုင်းတပ်ဖွဲ့တွေစီရောက်တဲ့အချိန်မှာအသက်အရွယ်ကိုမေးကြည့်တဲ့အခါမှာတော့အသက်မပြည့်သေးတဲ့လူငယ်တွေဖြစ်နေတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေကအဲ့ဒီလူငယ်တွေရဲ့မိဘအုပ်ထိန်းသူတွေစီကိုဇွန်လ29ရက်နေ့မှာပြန်လည်အနှံပေးခဲ့ပါတယ်လို့မြင်းညံခရိုင်ပကပရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကလုံခြုံရေးတင်းကျပ်ထားတဲ့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာမော်ဘီမြို့မှာရဲစခန်းကိုရန်ကုန်မြို့ပြတော်လန်ရေးတပ်ဖွဲ့ကမိုင်းခွဲတိုက်ခိုက်မှုအတွင်းရဲတအုပ်ဒဏ်ရာရသွားပြန်တယ်လို့ YE တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ29ရက်နေ့ဖြစ်တဲ့မနေ့ကည10:00နာရီခွဲလောက်မှာပဲ
ရန်ကုန်တိုင်းကအကြက်ဖက်စစ်ကောင်စီရဲ့မော်ဘီမြို့မှာရဲစခန်းကိုရန်ကုန်မြို့ပြတော်လှန်ရေးတပ်ဖွဲ့ကနေအဝေးထိန်မိုင်းကိုလက်ပစ်မိုင်းနဲ့ကပ်ပြီးဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွင်းရဲတအုပ်ကတော့ဒဏ်ရာရသွားပြန်တယ်လို့စစ်ကောင်စီတပ်ကတော့သူတို့ရဲ့ထုံးစံအတိုင်းပောက်ကွဲမှုဖြစ်ပြီးတာနဲ့လမ်းတွေပိတ်ဆို့စစ်ဆေးမှုတွေလှုပ်သွားသေးတယ်လို့ YA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိရန်ကုန်မြို့မှာစစ်ကောင်စီတပ်ကလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကတော်လိုင်းတပ်ဖွဲ့တွေကလည်းစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာတွေကိုဖောက်ခွဲတိုက်ခိုက်မှုတွေရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့စစ်တပ်နဲ့ပတ်သက်တဲ့နေရာတွေကိုဝေးဝေးကနေရှောင်ရှားသွားလာပေးကြဖို့ကိုလည်းတော်လိုင်းရေးအဖွဲ့တွေကမြစ်တာရက်ခံထားပါသေးတယ်ခင်ဗျ။အခုတစ်ခါဆက်ချင်တာကတော့မလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံရပြီးခိုလုံခွင့်လျှောက်ထားသူတွေနဲ့ UNHCR မှာဒုက္ခသည်အဖြစ်လျှောက်ထားတဲ့သူတချို့ပါအဖမ်းခံနေရတယ်လို့မလေးရှားရောက်မြန်မာတချို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့လက်ရှိမလေးရှားနိုင်ငံမှာတရားမဝင်နေထိုင်မှုနဲ့မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံနေရတယ်လို့ဇွန်လ26ရက်နေ့ကဆိုရင်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့နယ်မာလကာပြည်နယ်မှာအထောက်အထားမပြည့်စုံမှုနဲ့မြန်မာနိုင်ငံသားစုစုပေါင်းအယောက်60ထက်မနည်းကိုမလေးရှားအာဏာပိုင်တွေကထပ်မံဖမ်းဆီးသွားတယ်ဆိုပါတယ်။ဖမ်းတာကတော့ဘယ်နိုင်ငံသားဆိုတဲ့ပုံစံမျိုးမဟုတ်ပဲအထောက်အထားမရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရောအင်ဒိုနီးရှားနိုင်ငံသားတွေပါမကြမ်းနိုင်ငံသားမှန်သမျှဖမ်းတာဖြစ်တယ်လို့အဲ့ဒီအချိန်မှာအထောက်အထားမရှိတဲ့မြန်မာနိုင်ငံသားတွေအကုန်ပါသွားတာဖြစ်ပြီးတချို့ဆိုခိုလုံခွင့်လျှောက်ထားတဲ့သူတွေနဲ့ UNHCR မှာဒုက္ခသည်အဖြစ်လျှောက်ထားသူတချို့ပါဖမ်းဆီးခံရတဲ့အထက်ပါသွားတယ်လို့မလေးရှားရောက်မြန်မာတချို့ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါမင်္ဂလာပါခင်ဗျာနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော် EZ ကတင်ဆက်ပေးမှာဖြစ်ပါတယ်လာမယ့်ပတ်ထဲမှာအမေရိကန်နဲ့ဆွေးနွေးမယ်ဆိုတဲ့သတင်းတွေကိုအီရန်ကညှင်းဆိုထားတဲ့အကြောင်းအီရန်မှာအသုံးပြုခဲ့တဲ့ဘန်ကာခွဲဘုံမျိုးစားကိုစမ်းသပ်ပြထားတဲ့ဗီဒီယိုကိုပင်တဂွန်ကထုတ်ပြန်ခဲ့တဲ့အကြောင်းနဲ့ဂျပန်နိုင်ငံမှာ Twitter လူသက်သမားကိုကွပ်မျက်လိုက်ပြီး2022ခုနှစ်နောက်ပိုင်းပထမဆုံးတေတံစီရင်မှုဖြစ်လာတဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်ပထမဆုံးအနေနဲ့လာမယ့်သတင်းပတ်မှာအမေရိကန်နဲ့တွဲဆုံဆွေးနွေးမယ်ဆိုတဲ့သတင်းတွေကိုအီရန်ကညှင်းဆိုထားတဲ့အကြောင်းအီရန်နိုင်ငံသားရေးဝန်ကြီးကထုတ်ဖော်ပြောကြားခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်مساعدی وزیر خارجه عمان که نقش بازده و میانجی ما آتش بس قبول نداریم چون آتش بس خودش محصول یه مذاکره ای هست အီရန်ဟာလောလောဆယ်မှာအမေရိကန်နဲ့တွဲဆုံဖို့အစီအစဉ်မရှိဘူးလို့နိုင်ငံသားဝန်ကြီးအက်စပါအာရချီကဇွန်လ26ရက်ကြာသပတေးနေ့မှာနိုင်ငံမှာရုပ်သံအင်တာဗျူးတစ်ခုမှာပြောကြားလိုက်ပြီးဒါဟာဝါရှင်တန်ကနောက်ပတ်မှာအီရန်နဲ့ဆွေးနွေးပွဲလုပ်ဖို့စီစဉ်ထားတယ်ဆိုတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ပြောကြားချက်နဲ့ဆန့်ကျင်ဘက်လည်းဖြစ်နေပါတယ်အပြစ်ခတ်ရဲစဲရေးကိုယ်တိုင်ကစိစက်ညှိနှိုင်းမှုရဲ့ရလဒ်ဖြစ်လို့အပြစ်ခတ်ရဲစဲရေးကိုလက်မခံပါဘူးလို့ပြောခဲ့တယ်လို့ပဲစစ်စင်ရေးတွေရဲဆိုင်တာကိုလည်းလက်မခံကြောင်းဒါပေမဲ့ဇီယွန်ဝါဒီအစိုးရကတိုက်ခတ်မှုတွေဆက်မလုပ်ဘူးဆိုရင်တော့အီရန်လည်းဆက်တိုက်ဖို့ရွေချက်မရှိပါဘူးလို့အီရန်နိုင်ငံသားရေးဝန်ကြီးအာရချီကပြောဆိုခဲ့တာဖြစ်ပါတယ်အခုညှိနှိုင်းမှုတွေပြန်စဖို့သဘောတူညီမှုမရသေးပါဘူးဘာသဘောတူညီချက်မှလည်းမလို့ရသေးပါဘူးဘာဂတိမှလည်းမပေးထားပါဘူးဆိုတာရှင်းရှင်းလင်းလင်းပြောထားပြီးသားပါဒါပေမဲ့အီရန်ပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ဘာကိုစမ်းစစ်နေလဲဆိုတာကတော့တခြားဆွေးနွေးမှုပါလို့သူကပြောပါတယ်အီရန်ဟာလက်ဘနွန်မဟုတ်ပါဘူးသူတို့လှုပ်ထားတဲ့အပြစ်ခတ်ရဲစဲရေးဆိုတာကိုအကောင့်ထဲဖော်နိုင်မယ်လို့သူတို့ထင်ထားသလိုဖြစ်မှာမဟုတ်ပါဘူးဥပမာအားဖြင့်စစ်ပွဲပြန်စမှာကိုစိုးရင်လို့ကျွန်တော်တို့ကနောက်ပြန်ဆုတ်သွားမှာမဟုတ်ပါဘူးသူတို့အေးအေးယူရင်ကျွန်တော်တို့ချက်ချင်းတန်းပြန်အေးအေးယူသွားမယ်လို့အာရချီကပြောဆိုထားပါတယ်အစ္စရေးနဲ့အမေရိကန်တို့ကအီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ခဲ့တာကြောင့်ပြီးခဲ့တဲ့9ကြိမ်လောက်ဆွေးနွေးမှုတွေပြတ်တောက်သွားခဲ့အပြီးမှာအီရန်ဟာအမေရိကန်နဲ့ဆွေးနွေးဖို့စိတ်ဝင်စားမှုရှိမရှိချင့်ချိန်နေတယ်လို့အီရန်နိုင်ငံသားဝန်ကြီးအက်စပါအာရချီကဆိုပါတယ်အမေရိကန်နဲ့အစ္စရေးတို့ကအဲ့ဒီတိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার လက်နက်ဖန်တီးနိုင်စွမ်းကိုဟန်တားဖို့သာရွေးကြောင်းပြောဆိုခဲ့ပြီးအီရန်ကလည်းသူ့ရဲ့နျူကလ িয়ার အစီအစဉ်ဟာအရက်ဖက်အသုံးပြုမှုအတွက်သာဥတီထားတဲ့အကြောင်းပြောကြားထားတာဖြစ်ပါတယ်အီရန်နိုင်ငံသားဝန်ကြီးအာရချီကနျူကလ িয়ার စက်ရုံတွေပျက်စီးမှုဟာနည်းနည်းနော်မဟုတ်ကြောင်းနဲ့သက်ဆိုင်ရာအာဏာပိုင်တွေကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ရဲ့အဖြစ်မှန်တွေကိုရှာဖွေနေကြောင်းပြောကြားခဲ့ပြီးအီရန်ရဲ့အနာဂတ်တန်တမာရေးရည်တည်ချက်ကိုအတိပေးသွားမယ်လို့လည်းဆိုထားပါတယ်ခင်ဗျာ مصلحت مردم ایران چه هست اون یه بحث دیگری است تا الان هیچ قراری هیچ موضوعیتی برای مذاکره နောက်တဲ့တစ်ပုဒ်အနေနဲ့အီရန်မှာအသုံးပြုခဲ့တဲ့ဘန်ကာခွဲဘုံမျိုးစားကိုစမ်းသပ်ပြထားတဲ့ဗီဒီယိုကိုပင်တဂွန်ကထုတ်ပြန်ခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်
မေရိကန်စစ်တပ်ဟာဇွန်လ26ရက်ကြာသပတေးနေ့ကပင်တဂွန်သတင်းစာရှင်းလင်းပွဲမှာဂူထဲကိုထိုးပေါက်ဝင်ရောက်လာတဲ့ဘန်ကာခွဲဘုံကိုပြသတဲ့ဗီဒီယိုပိုင်းတစ်ခုကိုမျှဝေခဲ့ပါတယ်။ဗီဒီယိုမှာမြင်တွေ့ရတဲ့ဘုံဟာပြီးခဲ့တဲ့သတင်းပတ်ကအီရန်နျူကလ িয়ার စိုက်တွေကိုတိုက်ခတ်ရမှာအမေရိကန်စစ်တပ်ကအသုံးပြုခဲ့တဲ့ဘုံမျိုးစားနဲ့လည်းတူညီပါတယ်။အဲ့ဒီဗီဒီယိုထဲမှာစီရေးလက်နက်ဖြစ်တဲ့ DBU-57 AR မှမြေအောက်ထွင်းပေါက်ဘန်ကာဖြတ်ဘုံလက်နက်ရဲ့စွမ်းဆောင်ရည်ကိုစမ်းသပ်ပြနေသလိုမျိုးလည်းထင်ရပါတယ်။ဇွန်လ21ရက်နေ့ကအီရန်နိုင်ငံရဲ့အဓိကနျူကလ িয়ার စကန်3ခုကိုတိုက်ခတ်မှုဟာ B2 ကိုပြောက်ဘုံကျဲလေယာဉ်တွေရဲ့အကြီးမားဆုံးစစ်စင်ရေးဖြစ်ပြီး2001ခုနှစ်စက်တင်ဘာလ17ရက်နေ့ကအယ်ကိုင်ဒါရဲ့တိုက်ခတ်မှုအပြီးမှာတာလွန်လှုပ်ဆောင်ခဲ့တဲ့ပြန်တန်းခဲ့ဘူးသမျှတွေမှာဒုတိယအရှိကြဆုံး B2 စစ်စင်ရေးလည်းဖြစ်ပါတယ်။ B2 ဘုံကျဲလေယာဉ်တွေဟာပေါင်3000အလေးချိန်ရှိတဲ့ DBU-57 AR မှမြေအောက်ထွင်းဖောက်ဘန်ကာဖြတ်ဘုံ14လုံးကိုကျဲချခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာအမေရိကန်စစ်လေယာဉ်125စင်းပါဝင်ခဲ့ကြောင်းပင်တဂွန်စစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာနောက်တစ်ပုတ်အနေနဲ့ဂျပန်နိုင်ငံမှာ Twitter လူသက်သမားကိုကွပ်မျက်လိုက်ပြီး2022ခုနှစ်နောက်ပိုင်းမှာပထမဆုံးတည်တံစီမှုဖြစ်လာတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်ဂျပန်နိုင်ငံမှာဇွန်လ29ရက်နေ့ကဆိုရှယ်မီဒီယာကနေဆက်သွယ်ပြီးလူကိုလုတ်ကြံတပ်ဖြတ်ခဲ့တဲ့ Twitter လူသက်သမားမျိုးသားတူကိုကွပ်မျက်လိုက်ပြီးဒါဟာဂျပန်နိုင်ငံမှာ3နှစ်နီးပါးတွင်ပထမဆုံးတည်တံစီမှုဖြစ်လာပါတယ်။နောက်19ခုနှစ်ကတာဟာဟီယိုရှီယာအီရှိအမည်ရှိမျိုးသားဟာတိုကျိုရဲ့အနောက်တောင်ဘက်ကာနာဂါဝါစီရင်စုမှာရှိတဲ့ဇာမာမြို့ကသူ့ရဲ့တိုက်ခန်းမှာမျိုးသမီး10ဦးနဲ့မျိုးသား2ကိုလေပြီးညှစ်တက်ပြီးခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုလည်းအပိုင်းပိုင်းဖြတ်ခဲ့တာကြောင့်တည်တံစီရင်ခြင်းခံခဲ့ရတာပါ။သူဟာတားကောင်တွေကိုဆိုရှယ်မီဒီယာပလက်ဖောင်းကတဆင့်ဆက်သွယ်ခဲ့ပြီးသူ့ကို Twitter လူသက်သမားလို့အမည်ပေးထားတာပဲဖြစ်ပါတယ်။ရှီယာအီရှိကိုကျိုးမိန်ပေးတည်တံစီရင်မှုကိုတရားရေးဝန်ကြီးကဲဆုကဲဆူဇူကီကတရားဝင်ခွင့်ပြုခဲ့တာပါ။ရှီယာအီရှိဟာသူ့ရဲ့လိမ်မိုင်းဆိုင်ရာနဲ့ငွေကြေးစံနာတွေကိုကြည်ကျင်တတ်ကြီးဖြည့်ဆည်းဖို့အတွက်2လတာကာလအတွင်းမှာတားကောင်9ဦးတေဆုံးခဲ့ရပြီးအဖိုးတန်လူသက်တွေကိုဆုံးရှုံးစေခဲ့တာကြောင့်ဒီမှုဟာလူအများကိုတုန်လှုပ်ခြောက်ခြားစေပြီးမတတ်မတာဖြစ်စေခဲ့တယ်လို့တရားရေးဝန်ကြီးကပြောဆိုထားပါတယ်။ဒီရာဇဝတ်မှုတွေကိုပြစ်မှုကျူးလွန်သူရဲ့အလွန်မင်းအတ္တကြီးမားတကူကောင်းဆန်တဲ့ရွယ်ချက်ကိုထည့်သွင်းစဉ်းစားပြီးအမှုတွေကိုတည်တည်ချာချာစစ်ဆေးပြီးမှသာတည်တံချဖို့အမိန့်ပေးခဲ့တာပါလို့ပြောဆိုထားပါတယ်။တောက်ကြနေ့ကကွပ်မျက်မှုဟာ2008ခုနှစ်ကတိုကျိုမြို့အာကီဟာဘာရဈေးဝယ်ခရိုင်မှာဓာတ်နဲ့ရန်ကားတာကြောင့်လူ9ဦးသေဆုံးခဲ့တဲ့အမျိုးသားကိုကျိုးမိန်ချခဲ့တဲ့2022ခုနှစ်ဇူလိုင်လနောက်ပိုင်းပထမဆုံးချိန်တည်တံစီရင်မှုပဲဖြစ်ပါတယ်ခင်ဗျာနောက်တစ်ပုတ်အနေနဲ့ဟာဗတ်ကျောင်းသားတွေဗီဇာမရဘူးဆိုရင်တိုရွန်တိုတက္ကသိုလ်မှာပညာဆက်ပြီးသင်နိုင်မယ်ဆိုတဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်အမေရိကန်ခြေဆိုင်ဟာဗတ်တက္ကသိုလ်နဲ့ကနေဒါခြေဆိုင်တိုရွန်တိုတက္ကသိုလ်တို့ပူးပေါင်းပြီးဇွန်လ26ရက်နေ့ကနိုင်ငံတကာကျောင်းသားတွေအတွက်အရေးပေါ်အစီအစဉ်တစ်ရပ်ကိုကြေညာလိုက်ပါတယ်။အဲ့ဒီအစီအစဉ်အရဗီဇာကန့်သတ်ချက်ကြောင့်ဟာဗတ်ကဘွဲလွန်ကျောင်းသားတွေအနေနဲ့အမေရိကန်တဲကိုပြန်ဝင်ခွင့်မရတော့ဘူးဆိုရင်ကနေဒါမှာပညာဆက်သင်မလားဆိုတာရွေးချယ်နိုင်မှာပဲဖြစ်ပါတယ်။ဒါဟာပြီးခဲ့တဲ့လတွင်အမေရိကန်မိမြေလုံခြုံရေးဝန်ကြီးဌာနကဟာဗတ်တက္ကသိုလ်ရဲ့နိုင်ငံတကာကျောင်းသားလက်ခံခွင့်ကိုရုပ်သိမ်းဖို့ကြိုးပမ်းခဲ့ပြီးတဲ့နောက်ပထမဆုံးချိန်ကြေညာခဲ့တဲ့အရန်အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။လောလောဆယ်မှာတော့ Federal တရားသူကြီးတူကအစိုးရဆုံးဖြတ်ချက်ကိုယာယီတားဆီးပေးထားပါတယ်။အထူးသဖြင့် Harvard ရဲ့ John F. Kennedy ကျောင်းမှာပညာသင်ယူနေတဲ့ကျောင်းသားတွေကအမေရိကန်တဲကိုပြန်ဝင်မရတဲ့အခါတိုရင်တိုရဲ့ကမ္ဘာရေးရာနဲ့ပြည်သူ့မူဝါဒဆိုင်ရာ Mans ကျောင်းမှာဧည့်သည်ကျောင်းသားအနေနဲ့ဆက်လက်တက်ရောက်နိုင်မှာပဲဖြစ်ပါတယ်။အဲဒီနောက် Kennedy နဲ့ Mans ကျောင်းနှစ်ခုလုံးကသင်ခန်းစာတွေကိုပေါင်းစည်းပြီးသင်ကြားပေးတော့မှာဖြစ်တယ်လို့လည်းသက်ဆိုင်ရာဌာနမှူးတွေကအတည်ပြုထားပါတယ်။ဒါပေမဲ့လည်းဗီဇာဒါမှမဟုတ်ဝင်ရောက်ခွင့်အခက်အခဲဖြစ်နေတဲ့ကျောင်းသားဥယျာဉ်များမှသာအရန်စီစဉ်တိုင်းအကောင့်ထဲပေါ်မှာဖြစ်တဲ့ကြောင်းလည်းထုတ်ပြန်ထားပါတယ်။အဲ့ဒီအစီအစဉ်ဟာအမေရိကန်မှာကျောင်းတက်တာတစ်နှစ်ပြည့်ပြီဖြစ်တဲ့နိုင်ငံတကာကျောင်းသားတွေအထိအကျုံးဝင်တယ်လို့ဆိုထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစိုးရအဖွဲ့ကတော့ဟာဗတ်တက္ကသိုလ်အတွက်ဖက်ဒရယ်သုတေသနဆိုင်ရာရန်ပုံငွေတွေကိုဘီလီယံနဲ့ချီပြီးဖျက်ထောက်ဖို့ချိန်ချောက်ထားတာတွေ့ရပါတယ်။ဒါအပြင်ဟာဗတ်စာပါလက်စတိုင်းထောက်ခံရေးနဲ့ဂျူးဆန့်ကျင်ရေးလှုပ်ရှားမှုတွေကိုကျောင်းပေါ်ရုံထဲမှာခွင့်ပြုတာမျိုးအပါအဝင်အမျိုးသားလုံခြုံရေးအရအန်ရရှိတဲ့ကိစ္စတွေမှာလုံလောက်စွာကင်တယ်ဖြည့်ရှင်းနိုင်ခြင်းမရှိဘူးဆိုပြီးအစိုးရဘက်ကလည်းဆွဆွဲထားပါတယ်။လွန်ခဲ့တဲ့9နှစ်တာကာလအတွင်းကနေဒီကျောင်းနဲ့
ကျောင်းသား9ရာခိုင်နှုန်းကိုအမေရိကန်မဟုတ်တဲ့ပြင်ပနိုင်ငံကလာတက်သူတွေဖြစ်တဲ့ကြောင်းဖော်ပြထားပါတယ်။လက်ရှိနိုင်ငံပေါင်း62နိုင်ငံကကျောင်းသားပေါင်း939ဦးဟာအစိုးရနဲ့ပြည်သူ့မူဝါဒဆိုင်ရာခေါင်းဆောင်မှုဖွံ့ဖြိုးရေးအစီအစဉ်တွေကိုတက်ရောက်ခွင့်ရထားတယ်လို့ဟာဗတ်ရဲ့နိုင်ငံတကာရုံး website အရသိရပါတယ်ခင်ဗျာ။နောက်ထပ်တစ်ပုဒ်အနေနဲ့အစ္စရေးတိုက်ခတ်မှုကြောင့်ဂါဇာမှာရှိတဲ့ဈေးတစ်ခုမှာလူ18ဦးသေဆုံးခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ဂါဇာမှာရှိတဲ့ဈေးတစ်ခုကိုအစ္စရေးရဲ့တိုက်ခတ်မှုကြောင့်ပါလက်စတိုင်း18ဦးသေဆုံးခဲ့တယ်လို့ဆရာဝန်တဦးနဲ့မျက်မြင်သက်သေတွေကပြောဆိုထားပါတယ်။အစ္စရေးရဲ့ဒရုန်းတစ်စင်းဟာဂါဇာအလယ်ပိုင်းမှာရှိတဲ့ဒီယာဘာလာမြို့ဈေးမှာရှိတဲ့ဟာမတ်ရဲ့တပ်ဖွဲ့ကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့တာပဲဖြစ်ပါတယ်။မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရဟာမတ်ရဲတပ်ဖွဲ့ဟာရဲသားပုံစံဝတ်ဆင်ထားပြီးမတ်တွေလည်းတပ်ထားတယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကိုဟာမတ်ပြည်ထောင်စုဝန်ကြီးဌာနကပြစ်တင်ရှုတ်ချထားတာတွေ့ရပါတယ်။အဲဒီရဲတပ်ဖွဲ့ဟာဈေးတွေကိုပုံမှန်ဈေးနှုန်းမဟုတ်ပဲဈေးတင်ရောင်းချပါကပစ္စည်းတွေသိမ်းယူမယ်လို့ချင်းချောက်တဲ့ကြောင်းမျက်မြင်သက်သေတွေကပြောပါတယ်။အစ္စရေးဒရုန်းတွေကဒုံးကျည်2စင်းပစ်လွတ်ခဲ့တဲ့အကြောင်းဒေသခံတွေကဆိုထားပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်ပြီးခဲ့တဲ့24နာရီအတွင်းပါလက်စတိုင်း103ဦးသေဆုံးခဲ့တယ်လို့ကျန်းမာရေးဌာနကလည်းထုတ်ပြန်ထားပါတယ်။ဒီချက်လက်နဲ့ပတ်သက်ပြီးအစ္စရေးစစ်တပ်ကတော့မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။အစ္စရေးဂါဇာစစ်ပွဲဟာ2023ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာစတင်ခဲ့တာဖြစ်ပါတယ်။ဟာမတ်တွေကလူပေါင်း1200နီးပါးတပ်ဖြတ်ခဲ့ပြီး251ယောက်ကိုဒဇာကန်အဖြစ်ဖမ်းဆီးခေါ်ဆောင်ရာကနေအစ္စရေးဂါဇာစစ်ပွဲစတင်ခဲ့တာပါ။ဂါဇာမှာဒဇာကန်20ကိုဖမ်းဆီးထားပြီးတေဆုံးသူအယောက်30ရဲ့ရုပ်အလောင်းတွေကိုလည်းဟာမတ်စ်ကတင်စီထားတယ်လို့ရိုက်တာကဖော်ပြထားပါတယ်။အစ္စရေးဂါဇာစစ်ပွဲကြောင့်လူ96,259ဦးထပ်မံတေဆုံးထားတဲ့အကြောင်းဟာမတ်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာ။နောက်ဆုံးတစ်ပုဒ်အနေနဲ့တရက်လောက်ခပေါင်4,880,000နဲ့အခြားခံစား권တွေအပါအဝင်NASAအသင်းနဲ့2နှစ်စာချုပ်တည်ချုပ်ဆိုခဲ့တဲ့ရိုနယ်ဒိုရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ပေါ်တူဂီတိုက်စစ်မှုရိုနယ်ဒိုဟာNASAအသင်းနဲ့2နှစ်စာချုပ်တည်ချုပ်ဆိုခဲ့ပါတယ်။ဒါကြောင့်ရိုနယ်ဒိုဟာအသက်42နှစ်ထိဆော်ဒီကလပ် NASA အသင်းမှာဆက်ရှိနေမှာဖြစ်ပါတယ်။ရိုနယ်ဒိုနဲ့ NASA တို့ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းဟာဇွန်လမှာကုန်ဆုံးမှာဖြစ်ပြီးအသင်းကနေထွက်ခွာမယ်လို့အစောပိုင်းကသတင်းထွက်ခဲ့ပေမဲ့လက်ရှိအချိန်မှာတော့2နှစ်စာချုပ်တည်ချုပ်ဆိုနိုင်ခဲ့တာပဲဖြစ်ပါတယ်။တူညီတဲ့စိတ်သက်ပြင်းထန်မှုတူညီတဲ့အိမ်မက်နဲ့အခန်းကဏ္ဍသစ်တွေစတင်ပါပြီ။သမိုင်းမှတ်တိုင်သစ်တွေအတူတူစိုက်ထူကြရအောင်လို့ရိုနယ်ဒိုကဆိုရှယ်မီဒီယာ apps မှာရေးသားဖော်ပြထားပါတယ်။ပြည်ရဲ့အမှတ်ပေးပြိုင်ပွဲမှာစူဖလားမရသေးပေမဲ့ရိုနယ်ဒိုကိုNASAအသင်းကစာချုပ်တည်ထပ်ချုပ်ခဲ့တာပဲဖြစ်ပါတယ်။ရိုနယ်ဒိုဟာပြီးခဲ့တဲ့ရာသီကပြိုင်ပွဲစုံ42ပွဲမှာ35ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပြီး200စီဇက်တိုက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ဆော်ဒီလိမှာရပ်တည်နိုင်ခဲ့သူဖြစ်ပါတယ်။ရိုနယ်ဒိုဟာNASAအသင်းတော်ပွဲပေါင်း112ပွဲကစားထားပြီး69ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။လက်ရှိအချိန်မှာဂိုးပေါင်း938ကိုသွင်းယူထားတဲ့ရိုနယ်ဒိုဟာကစားသမားဘဝတစ်လျှောက်ဂိုး1000ပြည့်ဖို့အလားအလာရှိနေသူပဲဖြစ်ပါတယ်။ရိုနယ်ဒိုဟာ2022ခုနှစ်ကမန်ချက်စတာယူနိုက်တက်အသင်းကနေဆော်ဒီကလပ် NASA ကိုပြောင်းခဲ့သူဖြစ်ပြီးတနစ်လောက်ခပေါင်189တန်းရရှိခဲ့ပြီးကမ္ဘာလစာအများဆုံးကစားသမားဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။စာချုပ်တရရိုနယ်ဒိုဟာတရက်လောက်ခပေါင်4,880,000ရရှိမှာဖြစ်ပြီးစာချုပ်ရပေါင်492တန်းရရှိမှာပဲဖြစ်ပါတယ်။အဲဒီစာချုပ်ထဲမှာစာချုပ်တည်ချုပ်ဆိုတဲ့စုကျွေးငွေပေါင်42တန်းလဲပါဝင်မှာဖြစ်ကသူ့အတွက်အချိန်ပြည့်ဝန်ထမ်း16ဦးထားရှိပေးမှုနဲ့ကိုပိုင်ကျက်လင်ရင်သုံးစွဲမှုပေါင်4တန်းအသုံးပြုခွင့်ပေးမှာဖြစ်ကအသင်းရှယ်ယာ15ရာခိုင်နှုန်းရရှိမှုတွေလည်းပါဝင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အီဇက်ပါ PPTV ရဲ့တပတ်အတွင်းစစ်သတင်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းတွေကမှဇွန်လ19ရက်နေ့ကနေဇွန်လ25ရက်နေ့အထိရရှိထားတဲ့စစ်ရေးသတင်းအချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်
ဒီတစ်ပတ်မှာလည်းအကြမ်းဖက်စစ်တပ်ရဲ့စစ်ရေးတိုးမြင့်မှုတွေစစ်ကြောင်းထိုးမှုတွေကြောင့်နိုင်ငံတော်ဝန်မှာထိတွေ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်။စစ်ရေးအချက်အလက်တွေကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းမှာထိတွေ့တိုက်ပွဲ2ကြိမ်၊ပဲခူးတိုင်းမှာထိတွေ့တိုက်ပွဲ3ကြိမ်၊မန္တလေးတိုင်းမှာထိတွေ့တိုက်ပွဲ4ကြိမ်၊ကရင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊ရှမ်းပြည်မှာထိတွေ့တိုက်ပွဲ3ကြိမ်၊ကချင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊ရခိုင်ပြည်နယ်မှာထိတွေ့တိုက်ပွဲ2ကြိမ်၊မကွေးအတွင်းမှာထိတွေ့တိုက်ပွဲ3ကြိမ်နဲ့တနင်္သာရီတိုင်းအတွင်းမှာထိတွေ့တိုက်ပွဲ1ကြိမ်တို့ရှိခဲ့တာကိုတွေ့ရပါတယ်။စကိုင်းတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။အရာတော်မြို့နယ်ငွေတွင်ပြူစောတိစခန်းကနေထွက်လာတဲ့အကြမ်းဖက်ပြူတွေကိုဇွန်လ19ရက်နေ့မှာမုံရွာခရိုင်အမှတ်21တရင်တိုက်နယ်910နဲ့နေကံမဟာမိတ်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအကြမ်းဖက်ပြူ2ဦးသေဆုံးသွားပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာငွေရင်းပြူရွာကနေအကြမ်းဖက်စစ်သားတွေထွက်လာပြီးတော့သေဆုံးပြူလောင်းတွေကိုစခန်းတွေကိုပြန်တည်သွားကြတယ်လို့သိရပါတယ်။ပလဲမြို့နယ်အတွင်းကအကြမ်းဖက်စစ်တပ်ရဲ့ကန့်ထောင်ရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့တော်လှန်ရေးမဟာမိတ်တပ်တွေကဇွန်လ19ရက်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PLA ကပြောကြားခဲ့ပါတယ်။ကန့်ထောင်ရဲစခန်းကိုဇွန်လ2ရက်ကနေစတင်တိုက်ခိုက်နေတာဖြစ်ပြီးဇွန်လ19ရက်မှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ပဲခူးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ရိတ်ခါပို့စစ်ကြောင်းကိုကင်းပုံယူပေးနေတဲ့အကြမ်းဖက်စစ်တပ်ကို Fire Dragon စစ်ကြောင်းနဲ့မဟာမိတ်တွေကဇွန်လ20ရက်မွန်းလွဲ12:30မိနစ်မှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား3ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ညောင်လေးပင်ခရိုင်ရေပြူကန်ကြီးရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဇွန်လ20ရက်မှာ7 Raven Drone Force က drone နဲ့တိုက်ခိုက်မှုပြုလုပ်ခဲ့ရမှာအကြမ်းဖက်စစ်သား4ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့တော်လှန်ရေးတပ်ဖွဲ့တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။တောင်ငူမြို့နယ်အတွင်းကပဲခူးရိုးမအတွင်းဇွန်23ရက်ကအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်တွေအကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးအကြမ်းဖက်စစ်တပ်ကစက်တပ်လေထီးတွေပါအသုံးပြုပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲပြင်းထန်တဲ့အတွက်အနီးနားမှာရှိတဲ့ကျေးရွာတွေကစစ်ဘေးတိမ်းရှောင်နေရပါတယ်။မန္တလေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။မြင်းချံမြို့နယ်မင်းနေကုန်းကျေးရွာစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုမြင်းချံမြို့နယ်0ပျောက်ကြားတပ်ဖွဲ့ကဇွန်လ20ရက်မနက်8:30မိနစ်မှာကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းကျန်းဖက်စစ်သား3ဦးသေဆုံးခဲ့ပါတယ်။မြင်းချံခရိုင်နထိုးကြီးမြို့နယ်ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုမြင်းချံခရိုင်အမှတ်4တပ်ရင်းမြင်းချံခရိုင်အမှတ်10တပ်ရင်းတရားဦးပကဖတို့က9မြင်းဆောင်အညာမြေစစ်စင်ရေးအဖြစ်နဲ့တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်သား73ဦးသေဆုံးပြီးတော့ဒုတက်ချက်2ဦးကိုစစ်တုံးပန်းအဖြစ်နဲ့ဖမ်းဆီးရမိခဲ့တယ်လို့ဇွန်လ23ရက်မှာအသိပေးထုတ်ပြန်ခဲ့ပါတယ်။တရားဦးမြို့နယ်ကနေငန်းစုံမြို့နယ်ဘက်ကိုဖောကားနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုမြင်းချံခရိုင်အမှတ်6တပ်ရင်းတပ်ခွဲ3မြင်းချံခရိုင်အမှတ်6တပ်ရင်းတပ်ခွဲ2နဲ့ TGYR Youth Guerrilla Counter Revolution ငန်းစုံအဖွဲ့တို့ပူးပေါင်းပြီးတော့ဇွန်လ23ရက်မွန်းလဲ1:46မိနစ်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာပါ။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်သား4ဦးသေဆုံးပြီးတော့19ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။သေဆုံးအလောင်းတွေနဲ့ဒဏ်ရာရသူတွေကိုအကြမ်းဖက်စစ်တပ်ကမြို့သားတိုက်နယ်ဆေးရုံကိုတည်ဆောင်သွားခဲ့ပါတယ်။မြို့သားရဲစခန်းကနေအိမ်စီးကားနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်သားတွေကိုနဂနီပျောက်ကြားတပ်ပွဲမြင်းချံနဲ့မဟာမိတ်တွေကဇွန်လ24ရက်နေ့မနက်9:30မိနစ်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်တပ်ကအရာရှိတအူးအပါအဝင်2ဦးသေဆုံးပြီးတော့2ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ကရင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ကျုံတိုးမြို့နယ်ကနေအောင်စရစစ်ကြောင်းကိုစစ်ကူပေးဖို့အတွက်တက်လာတဲ့အကြမ်းဖက်စစ်တပ်ကိုဇွန်လ19ရက်မှာတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ Mon Liberation Army ကပြောပါတယ်။တိုက်ပွဲက9နာရီကျော်ကြာမြင့်ခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲမှာအကြမ်းဖက်စစ်တပ်က30ဦးထပ်မံသေဆုံးခဲ့တယ်လို့တန်ရင်မှုနဲ့ 2IC ဗိုလ်မှူးတို့ပါဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အဆိုပါတိုက်ပွဲကနေ MA1, MA2 လက်နက်များ RPG အမြောက်များနဲ့ RPG ဘုံ RPG ပို့ရမ်းများ60မမလက်နက်ကြီးများကြီးပေါက်မျိုးစုံကြီးမျိုးစုံကြီးကအုတ်ထုပ်အပါဝင်လက်နက်ခဲယမ်းတွေနဲ့စစ်သုံးဆောင်ပစ္စည်းများကိုလည်းတင်ဆက်ရမိခဲ့ပါတယ်။
KNU တပ်မဟာ6နယ်မြေအတွင်းကမြန်မာထိုင်းနယ်စပ်လက်ကျန်စခန်း၄ခုတည်းကတစ်ခုဖြစ်တဲ့အကြမ်းဖက်စစ်တပ်ရဲ့အထီးကပလာစခန်းကိုဇွန်လ22ရက်ညနေပိုင်းမှာ KNU ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့အထီးကပလာစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်မှာမြဝတီမြို့တောင်ဘက်နယ်စပ်မှာသိမ်းပိုက်ဖို့အတွက်ဥက္ကဋ္ဌစခန်းဝေါ်လီဗျူဟာနဲ့ထိသေးလေကာကင်းစခန်းတွေသာကြန့်ရှိတော့တာလည်းဖြစ်ပါတယ်။ရှမ်းပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ TNL ကတစ်ဖက်သက်အပြစ်ရစဲကြောင်းကြေညာထားပေမဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ထိုးစစ်တွေကြောင့်နောင်ချိုမြို့နယ်အတွင်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဇွန်လ19ရက်မှာအကြမ်းဖက်စစ်တပ်နဲ့ TNL တို့အကြားတရက်ကုန်းကျေးရွာ၊ကံကြီးကျေးရွာ၊လက်ပံကုန်းကျေးရွာ၊လိုင်ဝဲကျေးရွာ၊ရွှေသွန်းကျေးရွာတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလိုပဲဇွန်လ20ရက်မှာပိန်းနေကုန်းနဲ့ညံတော်ကျေးရွာအကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ကျန်းဖက်စစ်တပ်ကနောင်ချိုမြို့နယ်အတွင်းကတိုက်ပွဲမဖြစ်ပွားတဲ့ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်က drone နဲ့ဘုံကျဲတာအပြင်အစိမ့်ငွေဘုံတွေနဲ့လည်းကျဲချတိုက်ခိုက်နေပါတယ်။မိုးမိတ်မြို့နယ်အတွင်းမှာ TNL ရဲ့စစ်ကြောင်းကိုရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA တပ်တွေကဇွန်လ23ရက်မှာခြုံကိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။မိုးမိတ်မြို့နယ်အတွင်းမှာ TNLA ရဲ့စစ်ကြောင်းကိုရှမ်းပြည်တိုးတက်ရေးပါတီ SSPP SSA တပ်တွေကဇွန်လ23ရက်မှာခြုံကိုပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။မိုးမိတ်မြို့က139ခွန်စစ်စေးရဲ့အတွင်းမှာ TNLA နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့ဖြစ်ပါတယ်။ကချင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။ဖားကန့်မြို့နယ်မှော်ဝန်းလေးကျေးရွာမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုဇွန်လ19ရက်မနက်ပိုင်းမှာ KIA, KPDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲကအပြန်အလှန်ပစ်ခတ်မှုတွေနဲ့ပြင်းထန်ခဲ့ပြီးတော့ဖားကန့်တပ်မကုန်းမှာရှိတဲ့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးခဲ့တယ်လို့သိရပါတယ်။ဇွန်လ19ရက်ညနေ6နာရီကျော်ကနေစတင်ပြီးတော့ဖားကန့်မြို့နယ်စမ်းကြယ်ရွာအနီးမှာအကြမ်းဖက်စစ်တပ်နဲ့ KIA, KPDF ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။ရခိုင်ပြည်နယ်အတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။အမဒန်လာမိုင်းအနီးကအကြမ်းဖက်စစ်တပ်ရဲ့နက်ရေကန်ဖြူဟာအနီးမှာဇွန်လ20ရက်မနက်ပိုင်းတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။အာရခတပ်တော် AA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့အကြမ်းဖက်စစ်တပ်တို့အကြားနက်ရေကန်ဖြူဟာနဲ့တမိုင်6ဖာလုံခန့်အကွာမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။စစ်တွေမြို့နယ်ပါထားလိတ်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုအာရခတပ်တော် AA ကဇွန်လ25ရက်နေ့မှာစနိုက်ပါတွေနဲ့ပစ်ခတ်မှုတွေရှိသလိုအကြမ်းဖက်စစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ပြီးထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ပါထားလိတ်ကျေးရွာကမေယုမြစ်ကမ်းဘေးမှာရှိပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့လာရ232တပ်ရင်ခမာရ344တပ်ရင်နဲ့ပညာရေးတပ်ရင်10တို့အထိုင်ချထားတဲ့နေရာလို့သိရပါတယ်။မကွေးတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုပြောပြပေးပါမယ်။စလင်းမြို့ပေါ်မှာအကြမ်းဖက်စစ်တပ်ကတပ်ဆွဲထားတဲ့ထွေအုပ်ရုံးအပါအဝင်နေရာ၄ခုကိုဇွန်လ18ရက်နဲ့19ရက်2ရက်ဆက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ပြည်သူ့ညီနောင်စလင်းအဖွဲ့ကအသိပေးထားပါတယ်။အဲဒီတိုက်ခိုက်မှုကိုစလင်းမျိုးပြ UG ပျောက်ကြားအဖွဲ့ဗမာတပ်တော်ဘာမာအာမီနဲ့ပောက်တောင်ပိုင်းကျမ်းမာရေးတူနာပြုတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါ။ငဖဲမြို့နယ်နက်ရီကန်လမ်းဟောင်းခွန်စိုးရွာလမ်းခွဲမှာတပ်ဆွဲထားတဲ့အချမ်းဖတ်စစ်တပ်ရဲ့ကာကင်းစခန်းကိုချင်းကာကွယ်တပ်အရှို CDF အရှိုလူပောင်တပ်မတော် NSA နဲ့အရှိုချင်းကာကွယ်ရေးတပ် ACDF တို့ပူးပေါင်းပြီးတော့ဇွန်လ20ရက်မနက်9:25မိနစ်မှာတိုက်ခတ်ခဲ့ကြပါတယ်။တိုက်ပွဲက15မိနစ်ခန့်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သားအများအပြားစခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြသလိုအကြမ်းဖက်စစ်သားတအုပ်ပွဲချင်းပြီးတေဆုံပြီးတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။တနင်္လာရီတိုင်းအတွင်းကထိတွေ့တိုက်ပွဲတွေအကြောင်းကိုဆက်လက်ပြောပြပေးပါမယ်။ဖိမြို့နယ်ကနေတနင်္လာရီဘက်ကိုဦးတီလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကားရှစ်စီးကိုတနင်္လာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့မဟာမိတ်တွေကကန်တိုးရွာနဲ့ကော်မပြင်းရွာလမ်းပိုင်း2နေရာမှာကြားဖြတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်ကား2စီးပျက်စီးကအကြမ်းဖက်စစ်သားတွေအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါကတော့သတင်းမီဒီယာတွေနဲ့မြေပြင်သတင်းရင်းမြစ်တွေကတဆင့်ရရှိတဲ့တပတ်အတွင်းစစ်သတင်းတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။သတင်းရရှိမှုအခက်အခဲတွေကြောင့်မြေပြင်မှာတိကျပုံမူတဲ့စစ်ရေးထိတွေ့တိုက်ပွဲတွေရှိနေနိုင်ပါတယ်။နောက်ပတ်တွေမှာလည်းတပတ်အတွင်းရရှိတဲ့စစ်ရေးသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ PPTV ရဲ့ YouTube Channel youtube.com/pptv မြန်မာနဲ့
Facebook page facebook.com/pptv မြန်မာတို့မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့ခွန်းအောင်ပါအီရန်သားခေါင်းမာပြီးယူရေနီယံတပ်ဆင်မှုတွေပြန်စရင်အမေရိကန်ကနောက်တစ်ချိန်ဘုံကျဲဖို့စဉ်းစားမယ်လို့သမ္မတဒေါ်နယ်ထရန့်ကချိန်ချောက်ခဲ့ပါတယ်အခုလထဲမှာအီရန်နဲ့အစ္စရေးကြား12ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ရေးပဋိပက္ခအတော်တွင်အမေရိကန်ဟာအစ္စရေးဘက်ကပါဝင်ကူညီပြီးအီရန်ရဲ့ယူရေနီယံတပ်ဆင်မှုအဓိကစခန်းကြီး3ခုကိုဘုံကျဲခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုမှာအီရန်နျူကလ িয়ার နည်းပညာဆိုင်ရာအဆောက်အအုံတွေကိုထိထိရောက်ဖျက်ဆီးနိုင်ခဲ့တယ်လို့ထရန့်ကကြွေးကြော်ခဲ့ပေမဲ့အီရန်ကတော့အပြက်အစီးအဲ့လောက်မများဘူးလို့တုံ့ပြန်ခဲ့ပါတယ်။ဒါအပြင်အီရန်အစိုးရအဖွဲ့ခေါင်းဆောင်အဓိပတိကြီးအယာဒိုလာအလီခါမေနီကအီရန်ဟာကာတာနိုင်ငံမှာရှိနေတဲ့အမေရိကန်စစ်စခန်းတစ်ခုကိုဒုံးကြီးတွေနဲ့လက်တော့ပြန်ပစ်ခတ်ရင်အမေရိကန်ကိုပါဖြတ်ရိုက်လိုက်သလိုအထိနာစေခဲ့တယ်လို့ကြွေးကြော်ခဲ့ပါတယ်။ဇွန်လ29ရက်နေ့မှာတော့ထရန့်ကသူချမ်းသာပေးလိုက်လို့သာခါမေနီအသက်ရှင်နေတာလို့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ခါမေနီရဲ့နိုင်ငံကပြုတ်ပြုံးနေပြီဖြစ်ကြောင်းခါမေနီရဲ့ဆိုးရုပ်တဲ့နျူကလ িয়ার စခန်း3ခုလည်းဖျက်ဆီးချိန်မုံတာခံခဲ့ရကြောင်းခါမေနီဘယ်မှာပုံနေတယ်လဲဆိုတာကိုလည်းသိရှိထားပေမဲ့အစ္စရေးကိုရောကမ္ဘာပေါ်မှာအခမ်းအနားဆုံးစွမ်းအင်အထက်မြတ်ဆုံးဖြစ်တဲ့အမေရိကန်စစ်တပ်ကိုပါခါမေနီရဲ့အသက်ကိုမထိပါဖို့သူကတားဆီးခဲ့တာဖြစ်ကြောင်းထရန့်ကဆိုပါတယ်ခါမေနီကိုအင်မတန်အယုတ်ဆိုးပြီးအဆက်တကွဲဖြစ်မဲ့မရှုမလသေခြင်းမျိုးကနေသူကယ်ခဲ့တာလို့လည်းထရန့်ကမှတ်ချက်ပေးထားပါတယ်ထရန့်ကသူဟာအီရန်အနေနဲ့မြန်မြန်ဆန်ဆန်ပြက်လက်နလန်ထူလန်အောင်ကူညီဖို့အတွက်အမေရိကန်ရဲ့အရေးယူပိတ်ဆို့မှုတွေကိုဖယ်ရှားပေးလိုက်ဖို့စီစဉ်နေခဲ့ပေမဲ့အခုတော့ခါမေနီစီကကြေညာချက်ကိုမြင်ပြီးအဲ့ဒီစိတ်ကူးကိုဆုံးလွန်လိုက်ပြီလို့လည်းထရန့်ကဆိုပါတယ်သူ့ကိုဦးတည်ထားတဲ့ကြေညာချက်ဟာဒေါသအမုန်းတရားဆက်ဆုပ်မှုတွေပြေလွှမ်းနေကြကြောင်းဒီတော့သူကလည်းအရေးယူပိတ်ဆို့မှုတွေကိုရှော့ချဖို့နဲ့တခြားလှုပ်ဆောင်ချက်တွေကိုချက်ချင်းရန်နာလိုက်ကြောင်းထရန့်ကပြောပါတယ်ဒါအပြင်အင်ဖြူတော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့အမေရိကန်ဟာလိုအပ်လာရင်အီရန်ကိုနောက်တစ်ခါဘုံကျဲဖို့ဖြစ်လာနိုင်တယ်လို့သတိပေးသွားပါတယ်။အီရန်ရဲ့ယူရေနီယံတန့်စင်မှုဟာအန္တရာယ်ရှိလောက်တဲ့အခြေအနေမျိုးဖြစ်လာရင်နောက်ထပ်ဘုံကျဲအောင်မလားလို့သတင်းထောက်တွေကမေးတဲ့အခါထရန့်ကလိုအပ်တဲ့အစင်းလို့သူယူဆရင်တေချာပေါက်တုတ်ဆိုင်မနေပဲလှုပ်ဆောင်မှာဖြစ်တယ်လို့ပြောကြားသွားပါတယ်။သူကကုလသမဂ္ဂလက်အောက်ခံအပြည်ပြည်ဆိုင်ရာအတမ်စွမ်းအင်အေဂျင်စီ IAEA နဲ့တခြားယုံကြည်စိတ်ချရတဲ့အဖွဲ့အစည်းတွေကအမေရိကန်ဘုံကျဲတာခံခဲ့ရတဲ့အီရန်နျူကလ িয়ার ဌာနတွေကိုဝင်ရောက်စစ်ဆေးခွင့်ရဖို့လိုလားကြောင်းလည်းပြောပါတယ်။တစ်ဖက်မှာတော့အီရန်က IAEA နဲ့ပူးပေါင်းလှုပ်ဆောင်မှုတွေကိုဆိုင်းငံ့ထားမယ်လို့ကြေညာထားပါတယ်။ IAEA အကြီးအကဲ Rafael Grossi ကအီရန်ရဲ့ယူရေနီယံတပ်ဆင်မှုအခြေအနေတွေကိုပြန်လည်အကဲဖြတ်လေ့လာနိုင်ရေးကသူ့ရဲ့ဦးစားပေးရည်မှန်းချက်ဖြစ်တယ်လို့ပြောထားပါတယ်။အီရန်ကိုအစ္စရေးကလေကြောင်းတိုက်ခိုက်မှုတွေစတင်ခဲ့တဲ့ဇွန်လ23ရက်နေ့နောက်ပိုင်း IAEA ပညာရှင်တွေဟာအီရန်မှာအဲ့ဒီလိုစစ်ဆေးမှုတွေကိုထပ်မံလှုပ်ဆောင်နိုင်တာမရှိသေးဘူးလို့သိရပါတယ်ရှင်။